ငါတို့ကတိုင်းပြည်ကိုဘရင်စစ်တပ်လိုဖြစ်အောင်လုပ်ချင်နေတာပေမဲ့တိုင်းပြည်ကငါလက်ထက်မှာပိုပြီးတောင်ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့နေတိုင်းနန်းတွင်းထဲမှာပဲအချိန်ကုန်ပြီးနိုင်ငံရေးကိုလည်းစိတ်မဝင်စားဘူးနိုင်ငံရေးကိစ္စမှန်သမျှကိုလည်းလူယုံမှာအမတ်ကြီးလက်ထက်အကုန်ပုံအပ်ထားလိုက်တယ်ဒါပေမဲ့ရလက်ကတော့ပြိုလဲလူဆဲဆဲတိုင်းပြည်ကိုတစ်ဆက်ချင်းစီနဲ့ကမ္ဘာအထွတ်အထိပ်အင်ပါယာကြီးဖြစ်လာအောင်ပို့ဆောင်ပေးနေတယ်လို့ဖြစ်သွားတယ်ဒေါသထွက်နဲ့ဘန္နာတိုက်ကငွေတွေကိုအခွန်ထမ်းလူဆိုးတွေလက်ထက်အကုန်ထုတ်ပေးလိုက်တယ်ဘယ်ထင်မလဲငွေတွေလက်ခံရရှိသွားတဲ့ဝင်ကြီးချုပ်ကကြောက်လန့်ပြီးချွေးတွေပြန်လာတယ်အရင်ကခိုးယူထားတဲ့ငွေမဲတွေအကုန်လုံးကိုချက်ချင်းပြန်ပို့လာတယ်အဲ့ဒီတော့မှငါဘာလို့ဒီလိုလုပ်တယ်ဆိုတာကိုသူသဘောပေါက်သွားတယ်ဒါကသူ့ကိုနောက်ဆုံးအနေနဲ့တတိပေးလိုက်တာပဲသဘောပေါက်သွားတဲ့ဝင်ကြီးချုပ်ကနန်းတော်ဘက်ကိုလှမ်းကြည့်ပြီးပြောလိုက်တယ်အရှင်မင်းကြီးကအမြဲတမ်းကျင်နာတနာပြခဲ့တာပါဒီလိုလူကြီးကအဆက်ကွဲရပါပြီဒီနေ့ကစပြီးအရှင်မင်းကြီးကိုအကောင်းဆုံးဆက်ပြီးကူညီပေးပါတော့မယ်တဲ့နောက်တနေ့မနက်ခင်းငါနိုးလာတာနဲ့ဝင်ကြီးချုပ်ပို့လိုက်တဲ့ငွေတန်း60ကိုလက်ခံရရှိလိုက်တယ်အဲ့ဒါနဲ့တက်လန့်ပြီးထိုင်မိသွားပြီးငါစိတ်ထဲမှာတွေးမိတယ်ဒါကရှေ့ခေတ်ကလက်ဆောင်ပြန်ပေးတဲ့တလေးများလားပေါ့ဒါပေမဲ့ငါလိုချင်တာကတိုင်းပြည်အစ်စ်ပါဘာလို့လဲဆိုတော့တိုင်းပြည်စနစ်မှသာငါ့ကိုတိတ်ဆုံးစေပြီးလက်ကဘာဘူစတာစီကိုပြန်ပို့ပေးနိုင်မှာမို့လို့နီလန်မရှိတော့တဲ့အစုံဝင်ကြီးချုပ်ကတာချီခန်းထဲချေဟောက်စီကိုအမတ်တွေလာဖို့အကြောင်းကြားလိုက်ရတဲ့တိုင်းပြည်စီမံကိန်းအသစ်တွေရေးဆွဲဖို့လိုအပ်နေလို့ပေါ့မကြခင်မှာပဲအမတ်အုပ်စုကြီးကငါ့ကိုမျှော်လင့်ချက်မျက်လုံးတွေနဲ့ဝိုင်းကြည့်နေကြတယ်ငါဘာလို့သူတို့ကိုရုတ်တရက်ခေါ်လိုက်လဲဆိုတာသူတို့နားမလည်ကြဘူးဒါပေမဲ့ဝင်ကြီးချုပ်ကတော့အစကတည်းကတိမြင့်ပြီးသားမျက်နှာပေးမျိုးဖြစ်နေတယ်ငါသူစီကငွေတွေလက်ခံရရှိတာနဲ့ဘာမှမကြခင်လှုပ်ရှားလာမယ်ဆိုတာသူသိပြီးသားပဲထက်မြက်တဲ့လူတွေရဲ့အဆက်တွေကဘယ်တော့မှစကလုံးတွေအများကြီးမလိုဘူးဒါပေမဲ့ငါကတော့သူ့ရဲ့စိတ်ကိုမသိဘူးလေပုံမှန်တိုင်းပဲပြောလိုက်တယ်တိုင်းပြည်ဘန္နာတိုက်ကနေငွေနဲ့ရထုတ်ပေးမယ်မြို့တော်ကိုပြန်ပြင်ဆောက်မယ်ပြီးတော့ပြည်သူတွေရဲ့အိမ်တွေကိုလည်းလိုက်လံပြင်ဆောက်ပေးမယ်လို့ပြောလိုက်တယ်ငါကဘန္နာတိုက်ကိုဒေဝါလီခံအောင်လုပ်ချင်နေတာလေဒါပေမဲ့စကားတော်မဆုံးသေးဘူးအမတ်တယောက်ကချက်ချင်းထွက်လာပြီးပြောတယ်အရှင်မင်းကြီးဘလို့မှမဖြစ်သင့်ပါဘူးတဲ့မြို့တော်ကိုပြန်ပြင်လို့ရပေမဲ့မြို့ထဲကပြည်သူအိမ်တွေကတော့လုံးဝပြန်ပြင်စရာမလိုပါဘူးတဲ့ငါအဲ့ဒီအမတ်ကိုတစ်ချက်လမ်းကြည့်လိုက်တယ်သူကအရင်ဖရင်မြောက်စားခဲ့တဲ့ပြည်သူအလုပ်ကိုင်ဝင်ကြီး Minister of Works ဖြစ်ပြီးအရင်ဖရင်ကတစ္ဆာရှိတဲ့ဝင်ကြီးလို့ခေါ်ခဲ့တဲ့သူပဲဒီလိုတစ္ဆာရှိတဲ့အမတ်တွေကိုအရင်ဆုံးညီးငွေတာပဲရုတ်တရက်ငါထွက်လိုက်ပြီးអော်လိုက်တယ်မင်းတို့နဲ့တိုင်ပင်နေတာလို့ထင်နေလားငါကအတိပေးနေတာပါအလောက်ကင်ဝင်ကြီးကမင်းရဲ့ယာတုကငါထက်တောင်ကြီးနေလို့လားလို့ပြောလိုက်တယ်အလောက်ကင်ဝင်ကြီးကြောက်လန့်ပြီးမျက်နှာတွေဖြူဖက်ဖြူရောဖြစ်သွားပြီးအမြန်ပဲကျေးဇူးပြုပြီးမလုပ်ရဲပါဘူးလို့ပြောတယ်ငါလက်ကိုတစ်ဖြက်ဖြက်ခါပြီးပြောလိုက်တယ်ဒီနေ့ကစပြီးဒီလူရဲ့အလောက်ကင်ဝင်ကြီးရကိုဖြုတ်ချလိုက်တယ်ဒီလိုမျိုးအကြီးကဲကိုမလေးစားတဲ့လူမျိုးငါမှမလိုဘူးအရှင်မင်းကြီးဒေါ်တလျှော့ပါအမတ်တွေအကုန်လုံးကြောက်လန့်တကြားတူးထောက်ကြတယ်အလောက်ကင်ဝင်ကြီးဆိုပိုတောင်ဖြူဖက်ဖြူရောဖြစ်နေတယ်ဝင်ကြီးချုပ်တယောက်တည်းပဲထွက်လာပြီးပြောတယ်ဒီလူရဲ့ဝင်ကြီးရာထူးကိုတော့ဖြုတ်လို့ရပါတယ်ဒါပေမဲ့မြို့တော်ကိုပြန်ပြင်ဆောက်ဖို့ကအလောက်ကင်ဝင်ကြီးဌာနကလှုပ်ဆောင်ရမှာပါဝင်ကြီးအစ်စ်တယောက်ကိုထပ်ပြီးရွေးချယ်ပေးပါလို့ရှောက်တင်တယ်ငါမျက်လုံးထဲမှာဝမ်းသာသွားတဲ့ဒီဝင်ကြီးချုပ်ကတော့အင်ပါယာရဲ့ထိပ်တန်းပိုးကောင်ကြီးပြီးသားပါတယ်လူယုံမာတွေကိုအခွင့်အရေးပေးပြီးယာတုတက်ပေးချင်နေတာပဲအဲ့ဒီအချိန်ကျရင်အရေးသွေးမပြည့်မီတဲ့အဆောက်အုံတွေစောက်ခိုင်းလိုက်မယ်အဲ့ဒီလိုဆိုတိုင်းပြည်ရဲ့စွမ်းအားကကျဆင်းသွားတော့မှာပေါ့အဲ့ဒါနဲ့တစ်ချက်ပဲကြည့်လိုက်ပြီးအနောက်ဆုံးကအဖိုးအိုဟွမ်ဖေးစီကိုမျက်လုံးရောက်သွားတယ်ပြောလိုက်တယ်ဒီနေ့ကစပြီးမင်းကအလောက်ကင်ဝင်ကြီးဟွမ်ဖေးပဲအရင်ကယာတုကနေအနာပိခံထားရတဲ့အရင်အလောက်ကင်ဝင်ကြီးဟောင်းငွေကြီးခိုးယူမှုနဲ့အရင်ဘရင်ကဖြုတ်ချခဲ့တဲ့သူပေါ်ငါလိုချင်တာကဒီလိုလူယုံမာမျိုးကိုပဲအမတ်တွေရဲ့မျက်နှာတွေကထူးဆန်းနေကြတယ်မူလအလောက်ကင်ဝင်ကြီးကဆိုရင်အရှင်မင်းကြီးမဖြစ်သင့်ပါဘူးလို့အော်တယ်ဒီလူကအရင်ဘရင်နှိထုတ်ခဲ့တဲ့လူယုံမာပါတဲ့ငါလက်ကိုရမ်းပြလိုက်ပြီးအေးဆက်တဲ့လေတံနဲ့ပြောလိုက်တယ်အရင်ဘရင်ကိုတုံပြီးငါ့ကိုဖိနှိပ်ချင်နေတာလားငါကလက်ရှိထံမင်းဆက်ရဲ့ဘရင်ပဲဝင်ကြီးချုပ်ကငါ့ကိုစိုက်ကြည့်လိုက်တယ်ဒီဟွန်ဖေကအဲ့ဒီအချိန်ကတော်တဲ့ပညာရှင်တယောက်ပါလူယုံမာရီရဲ့ဆွဆွဲမှုကြောင့်နေနေခံခဲ့ရတာပါဆွဆွဲတဲ့လူကတော့အခုလက်ရှိနေနေခံထားရတဲ့အလောက်ကင်ဝင်ကြီးပဲဝင်ကြီးချုပ်ကဒီအကြောင်းကိုဘယ်သူမှသိမသိဘူးလို့ထင်ထားတာငါကနန်းတွင်းထဲမှာနေပေမဲ့ဒီအကြောင်းအရာတွေကိုသိနေလိမ့်မယ်လို့မထင်ထားပဲရင်ထဲမှာအံ့ဩသွားပြီးဘရင်ကြီးကတော့ပါပေးတယ်လို့တွေးနေမိတယ်ပြီးတော့ဟွမ်ဖေကရောဒီလိုမျိုးစိတ်မရှိဘူးလားဟွမ်ဖေကရှေ့ကိုတလန်းတိုးလာပြီးလက်အုပ်ချပြီးရှောက်တင်တဲ့အရှင်မင်းကြီးစောက်လုပ်ရေးလုပ်ငန်းတွေကိုအပိတက်ဖို့အတွက်ကုန်ကြစရိတ်ကတာမန်လုပ်ငန်းတွေထက်10ဆလောက်ပိုကုန်ကြမှာပါအရှင်မင်းကြီးအနေနဲ့အောက်ခြေဝင်ကြီးကကိုဆက်ပြီးတာဝန်ပေးဦးမှာလားလို့မေးတယ်ငါမျက်လုံးထဲမှာအပြုံးတစ်ခုပေါ်လာတာကိုမဖုံးနိုင်တော့ဘူးစိတ်ထဲမှာတော့ငွေခိုးချင်နေတာပေါ့လေလို့တွေးနေတယ်ငါကဒီလိုလူယုံမာမျိုးကိုသဘောကျတယ်အဲ့ဒါနဲ့ဘာမှမဖြစ်တယ်လို့နဲ့ပြောလိုက်တယ်ဘယ်လောက်ကုန်ကြမလဲဆိုတာမင်းကိစ္စပဲငါလိုချင်တာရလက်ပဲဒါအပြင်ဝင်ကြီးချုပ်ကလည်းအလောက်ကင်ဝင်ကြီးကိုဝိုင်းကူပေးပါဦးဝင်ကြီးချုပ်တယောက်နဲ့ကြီးမားတဲ့ပိုးကောင်ကြီးတစ်ကောင်ပေါင်းလိုက်တော့ဒီတစ်ခါတော့တေချာသွားပြီပေါ့ခဏကြာတော့အမတ်တွေပြန်သွားကြပြီးတဲ့နောက်မှာငါကြီးမားတဲ့ခမ်းမဆောင်ထဲမှာထိုင်ပြီးပျော်ရွှင်စွာရေမောနေလိုက်တဲ့စိတ်ထဲမှာတွက်ချက်ကြည့်နေတာဒီနို့အတိုင်းဆိုရင်နောက်ထပ်အပတ်အနည်းငယ်အတွင်းမှာပဲငါပြန်ပြီးတထေးသားဘဝနဲ့နေလို့ရတော့မယ်အဲ့ဒီအချိန်မှာပဲဟွမ်ဖေကသူ့အိမ်ကိုမပြန်ပဲဝင်ကြီးချုပ်အိမ်ကိုရောက်လာခဲ့တယ်ငါဘာလို့သူ့ကိုရုတ်တရက်ဒီလောက်အထိချစ်ခင်အားပေးရတာလဲဆိုတာသူနားမလည်နိုင်ဘူးဝင်ကြီးချုပ်နဲ့စကားပြောပြီးတဲ့နောက်မှာတော့ငါရဲ့တန်ရှင်းစင်ကြဲတဲ့ရည်ရွယ်ချက်ကိုသူလုံးဝသဘောပေါက်သွားတယ်စိတ်လှုပ်ရှားစွာနဲ့နန်းတော်ဘက်ကိုလှမ်းပြီးကာရောပြုလိုက်တယ်ဟွ
ွန်ဖေကလက်အုပ်ချပြီးမေးတဲ့ဝင်ကြီးချုပ်ကြီးခင်ဗျာအရှင်မင်းကြီးကမြို့တော်နဲ့ပြည်သူအိမ်တွေကိုပြန်ဆောက်ခိုင်းရတဲ့ရွေချက်ကဘာလဲပြဝင်ကြီးချုပ်ကပြောတယ်ငါရဲ့မြင်ပုံရဆိုရင်အရှင်မင်းကြီးရဲ့ရွေချက်ကနှစ်ခုရှိတယ်ပထမတစ်ခုကနန်းတွင်းကအမတ်တွေကိုအချက်ပြချင်တာပါဘရင်အာဏာကိုပြန်သိမ်းယူမယ်ဆိုတဲ့အချက်ပြမှုပေါ့ဒုတိယချက်ကတော့အရေးကြီးဆုံးပဲပြည်သူအချစ်ကိုသိမ်းပိုက်ဖို့ပဲတဲ့ဟွန်ဖေလည်းချက်ချင်းသဘောပေါက်သွားတဲ့ဝင်ကြီးချုပ်ကြီးကတကယ်ကိုခေတ်ရဲ့ပညာရှင်ကြီးပါပဲဒါဆိုရင်ရှေ့ဆက်ပြီးဘရင်ကိုဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲတဲ့ဝင်ကြီးချုပ်ကဖြည်းဖြည်းချင်းပြောပြတယ်မင်းတို့ဒေသနာလုပ်ထားတဲ့ပစ္စည်းအသစ်တွေကမြင်မြန်ခဲနိုင်ပြီးအရန်လဲခိုင်မာတယ်ဆိုတာငါသိပါတယ်အရှင်မင်းကြီးကကုန်ကြစရိတ်ကိုမမေးပဲလုပ်ခိုင်းတာဆိုတော့အမြန်ဆုံးအပိသက်ချင်လို့ဖြစ်မှာပါဒီလိုပစ္စည်းမျိုးတွေကိုသုံးကြရအောင်မိုးတစ်တော်တက်ကိုလည်းအမြန်ဆုံးအပိသက်နိုင်ဖို့အကူအညီတောင်းပေးမယ်မကြသေးခင်မှာပဲဟွန်ဖေကမိုးတစ်တော်တက်ကိုပါထုတ်သုံးကျင်နေတယ်ဆိုတာသိလိုက်ရတော့ငါနဲ့အံ့ဩသွားတဲ့စိတ်ထဲမှာတော့ဒီဟွန်ဖေကတကယ်ကိုတွေးဆုပ်ဖို့ကောင်းပဲလို့တွေးလိုက်တယ်ဒါကပြည်သူတွေကိုနှိပ်စက်ဖို့ပြင်ဆောက်နေတာကိုပြီးတော့ပြည်သူတွေပုံကန်လာမှကိုကြောက်လို့မိုးတစ်တော်တက်ကိုပါခေါ်ပြီးနှိမ်နှင်းခိုင်းဖို့လုပ်နေတာပဲတော်လိုက်တဲ့လက်ချက်ပဲဒီလိုလူယုံမာမျိုးကိုငါရမ်းကြိုက်တာအဲ့ဒါနဲ့မိုးတစ်တော်တက်တွေကိုအကုန်လုံးဟွန်ဖေစီပို့ပေးလိုက်တယ်ဟွန်ဖေလည်းအရန်ကျေးဇူးတင်သွားပြီးငါချီရင်မှာငိုချင်လောက်တောင်ဖြစ်သွားတယ်ဒီလိုပုံစံကိုမြင်တော့ယွန်တာနဲ့အမြန်ဆုံးထွက်လာခဲ့လိုက်တယ်အဲ့ဒီလိုနဲ့တမျိုးလုံးကပြည်သူတွေစီးလုံးညီညွတ်စွာနဲ့အိမ်တွေကိုဆောက်လုပ်လာကြတော့တယ်ပြည်သူအိမ်တလုံးထဲမှာတော့တုံရီနိုင်ငံကသူရှိုအချို့ဆွေးနွေးနေကြတယ်တယောက်ကမေးတယ်အကိုကြီးရဲ့ဒီထံဘရင်ကဘာကိုဆိုလိုတာလဲဘာအကြောင်းပြချက်မှမရှိပဲမြို့တစ်မြို့လုံးကိုအိမ်တွေဘာလို့လိုက်ဆောင်နေရတာလဲဘာလူပေါ်လဲစဉ်းစားနေရတဲ့ထံပရင်ရဲ့ရွေချက်ကတကယ်တော့ဘာလဲပေါ့ရုတ်တရက်ဘာလူသဘောပေါက်သွားပြီးတွေးလိုက်တယ်ဒါကတုံရီနိုင်ငံမှာသူရှိုတွေရှိနေလို့ဖြစ်မယ်ငါတို့တုံရီကိုကျူးကျော်ချင်နေတယ်ဆိုတာသူတို့သိလို့ဘရင်ကမြို့ကိုပြန်ဆောက်နေတာပဲတော်တော်ဆိုးတဲ့ကောင်ပဲတုံရီမှာဘသူကဒီအကြောင်းကိုပေါက်ကြားသွားစေတာလဲဒီအကြောင်းကိုသိတဲ့သူတွေကတုံရီနိုင်ငံရဲ့ထိပ်တန်းပုဂ္ဂိုလ်တွေကြီးပဲလေဘာလူဆက်စဉ်းစားနေပြီးသူ့ရဲ့ခံမှန်းချက်ကိုအခြားသူတွေကိုပြောပြလိုက်တဲ့ဝတ္ထုကြီးကမနေနိုင်ပဲပြောတယ်အကိုကြီးမားနေတာများလားဒါမှမဟုတ်ထံဘရင်ကအုံနောက်မရှိတော့ပဲတိုင်းပြည်ကိုဖျက်ဆီးကျင်နေတာများလားဘာလူသူ့ကိုစိုက်ကြည့်ပြီးអော်လိုက်တယ်မင်းသားအယူဘရင်ဆိုရင်ရွှေငွေတွေအများကြီးသုံးပြီးမျိုးတွေအိမ်တွေစောင့်နေမှလားကြံတဲ့သူတွေလည်းအချင်းချင်းကြည့်ပြီးခေါင်းညှိလိုက်ကြတယ်နောက်တစ်ယောက်ကမေးတယ်ဒါဆိုရင်ငါတို့ဘာဆက်လုပ်တင်လဲဘာလို့အသက်ပြင်းပြင်းရှူပြီးပြောတယ်တုံရီနိုင်ငံကိုအမြန်ဆုံးပြန်ကြမယ်တက်တွေကိုအမြန်ပြေဆောက်ပြီးတန်တရားရှိတဲ့အရာရှိတွေကိုအရင်ဆုံးတက်ဖြစ်မယ်3ရက်ကြာတော့နန်းတော်ထဲမှာငါစိတ်လှုပ်ရှားစွာနဲ့ထိုင်နေတဲ့စိတ်ထဲမှာတွေးနေတာကဒီနေ့ကစနစ်ကနေတိုင်းပြည်စွမ်းအားကိုစည်ရင်ရှင်းနေနေပဲငါမှာတက်တန်း10နှစ်ပဲကျန်တော့တာတိုင်းပြည်စွမ်းအားအမတ်တရား20လောက်ကိုဖျက်ဆီးပစ်နိုင်ရင်ကျန်တဲ့10နှစ်ကုန်သွားပြီးနီလာကဘာစီပြန်လို့ရပြီငါပျော်ရွှင်စွာနဲ့တထေသားဘဝကိုတွေးနေတော့မှပဲစနစ်ကနေရုတ်တရက်အတိပေးလာတဲ့ထန်နိုင်ငံရဲ့တိုင်းပြည်စွမ်းအားက10မှတ်တိုးလာတဲ့စုကြီးအနေနဲ့တက်တန်း10နှစ်တိုးပေးတဲ့ငါနေရာမှာရက်သွားပြီးတွေ့ဝေသွားတဲ့စိတ်ထဲမှာလည်းဒေါသထွက်လာတယ်ဒီလောက်တောင်တိုင်းပြည်ဖြက်စီးနေတာတောင်ဘာလို့တိုးလာရတာလဲတိုင်းပြည်စွမ်းအားဘယ်ဘက်ကတိုးလာလဲဆိုတာကိုကြည့်လိုက်တဲ့အခါမှာတော့ငါမှကြောင်အံ့ဖြစ်သွားတယ်ဤပညာကာကွယ်ရေးစီးပွားရေးနဲ့ပြည်သူ့ဘဝတွေအကုန်လုံးတိုးတက်လာတယ်ဒါတွေဘယ်လိုဖြစ်ရတာလဲပြီးတော့ရန်သူနိုင်ငံတွေကိုချင်းချောက်နိုင်တာကိုဘယ်ကလာတာလဲငါခေါင်းကိုနှိပ်ပြီးငြိမ်အောင်စူးစမ်းကြည့်တယ်ဒီတန်ခတ်မှုကတော့တကယ်ကိုကြီးလွန်းပါတယ်စိတ်ထဲမှာတော့မဖြစ်ဘူးမနှက်ခင်းစောစုံစမ်းရမယ်လို့တွေးလိုက်တယ်ဘယ်သစ္စာရှိတဲ့အမက်ကငါကိစ္စကိုလာဖြက်စီးနေလဲဆိုတာကိုသိရရင်လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးနောက်တနေ့မနက်ခင်းနန်းတော်မှာပေါ့တိုင်းပြည်စွမ်းအားတိုးတက်လာတာကိုမေးမြန်းဖို့လုပ်နေတော့မှပဲဝင်ကြီးချုပ်ကရုတ်တရက်ထွက်လာပြီးရှောက်တင်တဲ့အရှင်မင်းကြီးမှာတင်ပြစရာတခုရှိပါတယ်သူ့ကိုမြင်လိုက်ရတော့ငါရင်ထဲမှာနည်းနည်းတက်တာသွားတယ်ဒီစူပါပိုးကောင်ကြီးကတခုခုဖြစ်စည်းတဲ့သတင်းကောင်းလေးပြောလိုက်မယ်လို့မျှော်လင့်မိတယ်ဘယ်ထင်မလဲဝင်ကြီးချုပ်ကပြောလာတယ်မြို့တော်ဆောက်လုပ်ရေးတွေအကုန်ပြီးသွားပါပြီအရှင်မင်းကြီးရဲ့ဆောင်ရွက်ချက်ကမှန်ကန်ပါတယ်ပြည်သူတွေလည်းအေးချမ်းစွာနေထိုင်နေကြပါပြီတိုင်းပြည်စွမ်းအားလည်းအများကြီးတိုးတက်လာပါပြီဝင်ကြီးချုပ်ကဂုဏ်ပြုပါတယ်တဲ့ငါရာထူးကုံပေါ်မှာလဲကျသွားပြီးမှတိုင်းပြည်စွမ်းအားတွေဘာလို့တိုးလာရလဲဆိုတာကိုသဘောပေါက်သွားတယ်ဒါပေမဲ့ဝင်ကြီးချုပ်နဲ့ဟွန်ဖေကတော့ငါရဲ့မှိုင်တွေနေတဲ့ပုံစံကိုကြည့်ပြီးတယောက်နဲ့တယောက်ပြုံးပြနေကြတယ်အရှင်မင်းကြီးအရန်ပြောနေမှာပဲလို့တွေးနေကြတာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမမျှော်လင့်ထားတာတွေဖြစ်လာတယ်ငါဟွန်ဖေကိုစိုက်ကြည့်ပြီးပြောလိုက်တယ်အလောက်ကန်ဝင်ကြီးကအသက်ကြီးနေပြီမို့လို့ကောင်းမွန်တဲ့လေယာမြေတွေပေးပြီးအိမ်ပြန်နားယူခိုင်းလိုက်ပါတော့စိတ်ထဲမှာတော့ငါအလုပ်ကိုလာဖြက်စီးတဲ့ဒီဟွန်ဖေအိမ်ပြန်ပြီးမြေပဲတူးတော့လို့တွေးလိုက်တယ်ဟွန်ဖေနေရာမှာတင်ရက်သွားတယ်သူကအခုမှအသက်40ကျော်ပဲရှိသေးတာလေနောက်ထပ်အနှစ်နည်းငယ်လောက်ဆက်လုပ်လို့ရသေးတယ်ဒါပေမဲ့ဝင်ကြီးချုပ်ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါဝင်ကြီးချုပ်ကကောင်းကြီးပြတာကိုတွေ့လိုက်ရတဲ့ဟွန်ဖေလည်းချက်ချင်းတူးထောက်ပြီးအမိန့်ခံယူလိုက်တဲ့အရှင်မင်းကြီးကျေးဇူးတင်ပါတယ်တဲ့အဲ့ဒါကိုမြင်တော့ငါမှတက်ပြင်းချလိုက်ပြီးတက်တောင့်တက်တာပြောလိုက်တယ်ငါပြင်ပနိုင်ငံတွေကိုစစ်တပ်နဲ့တိုက်ခိုက်တော့မယ်မင်းတို့ဘယ်လိုထင်ကြလဲငါစဉ်းစားပြီးတိုးတောင်းတဲ့အချိန်တွင်းမှာထန်နိုင်ငံကိုဖျက်ဆီးခြင်းရင်ကြမ်းတမ်းတဲ့နီလန်းကိုပဲတုံးရမယ်ကြီးမားတဲ့စစ်ပွဲတွေဆင်နွှဲရမှာပေါ့ငါစကားကြောင့်နန်းတော်ကြီးတစ်ခုလုံးဆူညံသွားတယ်အမတ်တွေအကုန်လုံးကအရှင်မင်းကြီးမလုပ်သင့်ပါဘူးဆိုပြီးတားကြတယ်ထန်နိုင်ငံကအခုချိန်မှာစစ်တီအင်အားကိုမထောက်ပံ့နိုင်သေးဘူးတဲ့ဒါပေမဲ့ငါကတော့သူတို့ပြောတာတွေကိုကြားရတာအရန်ကိုတက်တောင့်တက်တာဖြစ်နေတယ်မင်းတို့မဖြစ်ဘူးပြောရင်ဖြစ်မှာပဲလို့စိတ်ထဲမှာတွေးလိုက်တယ်ရုတ်တရက်ဝင်ကြီးချုပ်ထွက်လာပြီးပြောတယ်အရှင်မင်းကြီးမေးစရာရှိပါတယ်အမတ်တွေလည်းငြိမ်းချသွားပြီးဝင်ကြီးချုပ်ကငါ့ကိုတားနိုင်လိမ့်မယ်လို့မျှော်လင့်နေကြတယ်ဒါပေမဲ့ငါကတော့နည်းနည်းမျှော်လင့်နေမိတယ်ဒီတိုင်းပြည်စစ်ပွဲကဘယ်လောက်ထိအောင်နိုင်မယ်လို့ထင်လဲလို့မေးလာမယ်ထင်နေတာ
ဝန်ကြီးချုပ်ကမေးတယ်အရှင်မင်းကြီးဘယ်နိုင်ငံကိုစစ်ကြေညာမှလဲအကြောင်းပြချက်ကရောပါလဲငါမျက်မှောင်ကျုပ်ပြီးစဉ်းစားလိုက်တယ်ဒါကတော့တကယ်မစဉ်းစားရသေးဘူးပြီးတော့ဘယ်ဟာမဆိုကြက်ရတစ်ခုရွေးလိုက်မယ်ငါအတန်ကြဲနဲ့ပြောလိုက်တယ်တုံရီနိုင်ငံကိုစစ်ကြေညာမယ်အကြောင်းပြချက်ကတော့မနစ်ကတုံရီနိုင်ငံကလာလေတဲ့တရမန်ကဘယ်ခြေထောက်နဲ့အရင်နန်းတော်ထဲဝင်လာလဲဆိုတော့ညာဘက်နဲ့ပါတယ်ဒါကမလေးစားတာပဲတန်နိုင်ငံကအမြဲတရားမျှတမှုကိုဦးစားပေးတာလေအမတ်တွေအကုန်လုံးမကုန်ကြတယ်ဒီအကြောင်းပြချက်ကအရင်အတိတ်ပဲမရှိဘူးလို့တွေးနေကြပေမဲ့ဘယ်သူမှညှို့ဝှက်မရှိကြဘူးဝန်ကြီးချုပ်လည်းနည်းနည်းတော့တပြင်းချလိုက်ပေမဲ့ထောက်ခံဖို့ဆုံးဖြတ်လိုက်တယ်လက်အုပ်ချပြီးအမိတ်တိုင်းပါပဲလို့ပြောတယ်အမတ်တွေလိုက်ပြီးထောက်ခံနေကြတော့မှပဲဗိုလ်ချုပ်ကြီးညူလေနေဦးကလက်အုပ်ချပြီးတက်ကိုဥဆောင်ပြီးထွက်သွားခြင်းပါတယ်လို့ရှောက်တင်တယ်ဒါပေမဲ့ထူးဆန်းတာကငါကလက်ရမ်းပြီးညှင်းလိုက်တဲ့စိတ်ထဲမှာတော့စနောက်နေတာလေငါလိုချင်တာကစစ်သူရဲကောင်းတွေရဲ့စွမ်းအားကိုလိုချင်တာစစ်ပွဲတွေမှာကျင်လည်ကျွမ်းကျင်နေတဲ့ဗိုလ်ချုပ်ကြီးကိုဘယ်လိုလုပ်ဖို့ရမလဲငါမျက်လုံးကိုတပတ်လက်ကြည့်လိုက်ပြီးနန်းတော်တကားဝါကိုညွှန်ပြလိုက်တဲ့တကားဆောင်နေတဲ့စစ်သားကိုအမြန်ဆုံးအထဲဝင်လာခဲ့လို့អော်လိုက်တဲ့အဲ့ဒီတာမန်စစ်သားလဲကြောက်လန့်တကြားနဲ့နန်းတော်ထဲဝင်လာပြီးဒူးထောက်ကာရောဝပြူလဲအောက်ခြေစစ်သားဟန်ရီဟန်ရောက်ပါအရှင်မင်းကြီးတဲ့ငါကောင်းကြီးပြလိုက်ပြီးအတန်ကြဲကြဲနဲ့ပြောလိုက်တဲ့တုံရီနိုင်ငံကိုတိုက်ခိုက်ဖို့အတွက်တက်ကိုဥဆောင်ပြီးတွားရမယ်လို့ဆုံးဖြတ်လိုက်ပြီးစိတ်ထဲမှာတော့ဒီတခါတော့တေချာသွားပြီပေါ့တာမန်စစ်သားတယောက်ကိုတက်ကောင်းဆောင်ဖြစ်ပို့လိုက်ရင်ဒီလိုနဲ့တောင်နိုင်သွားသေးရင်ငါနေရာမှာတင်မတက်ရက်ပြီးဝမ်းရှာထိုးတော့မယ်အမတ်တွေလည်းစကားမပြောနိုင်တော့ဘူးဆုံးဖြတ်ချက်ချပြီးသားငါ့ကိုမတားနိုင်တော့ပဲဝန်ကြီးချုပ်ဘက်ကိုပဲလှည့်ကြည့်လိုက်ကြတယ်ဒါပေမဲ့ဝန်ကြီးချုပ်ကတားဖို့မပြောပဲဘရင်ကြီးကိုဘယ်နှစ်ယောက်ပို့ရမလဲလို့လောက်တင်ပြန်တယ်ငါမှဘယ်လောက်တက်ရှိလဲဆိုတာဘယ်လိုသိမလဲအဲ့ဒါနဲ့လက်ရန်ပြီးများများပိုကောင်းတာပေါ့လို့ပြောလိုက်တယ်အဲ့ဒီလိုနဲ့အမတ်တွေအားလုံးစိတ်ညစ်စွာနဲ့မနှက်ခင်းအစည်းအဝေးကိုဖျက်ဆီးခဲ့ကြရတယ်ငါကတော့အလုံးပဲပျော်ရွှင်နေပြီးတိုင်းပြည်စွမ်းအားတွေကျဆင်းသွားဖို့စောင့်နေလိုက်တယ်ပြီးရင်အိမ်ပြန်ပြီးတရေသားဘဝနဲ့ဆက်နေလို့ရပြီမကြခင်မှာပဲဝန်ကြီးချုပ်အိမ်မှာပေါ့စိတ်တူနေတဲ့ဟွမ်ဖေကဝန်ကြီးချုပ်ကိုစက်တိုက်မေးတယ်ဝန်ကြီးချုပ်ကြီးခင်ဗျာအရှင်မင်းကြီးကဘာလို့ကျွန်တော်ယာတို့ကိုရုတ်တရက်ဖြုတ်ချလိုက်ရတာလဲဝန်ကြီးချုပ်ကတော့ပုံမှန်အတိုင်းအေးအေးဆေးဆေးပဲပြောတယ်အရှင်မင်းကြီးကအိမ်ပြန်ပြီးမြေပဲတူးခိုင်းတာကိုမင်းတကယ်ပဲအတိတ်ပဲကိုနားမလည်လိုက်ဘူးလားဟွမ်ဖေစဉ်းစားကြည့်ပြီးအိမ်ပြန်ပြီးမြေပဲတူးခိုင်းတာဆိုတော့ဘာအတိတ်ပဲရှိနိုင်အောင်မလဲဝန်ကြီးချုပ်ကမျက်လုံးမိတ်ပြီးပြောတယ်မင်းရဲ့ဇာတိမျိုးကကွန်းကြုံကွန်ရှောင်းဒေတာမှာဆိုတာငါမှတ်မိတယ်အဲ့ဒီဒေတာကနိုင်ငံရဲ့စပားကြီးလိုတောင်ခေါ်ကြတယ်လေဟွမ်ဖေမျက်လုံးတွေကျဲသွားပြီးမေးတယ်ဒါဆိုရင်အရှင်မင်းကြီးကဝန်ကြီးချုပ်ကပြုံးပြီးခေါင်းညှိပြတယ်အရှင်မင်းကြီးကမင်းကိုကွန်းကြုံဒေတာကိုစီမံခန့်ခွဲခိုင်းတာပါနောက်မှတခြားနိုင်ငံတွေကိုတိုက်ခိုက်ဖို့အတွက်အခြေခံအုပ်မြစ်ဖြစ်လာဖို့အတွက်ပေါ့အရှင်မင်းကြီးစီကဒီလောက်အထိယုံကြည်မှုကိုရထားတာဆိုတော့ငါတော့မနာလို့ဖြစ်မိတယ်ဟွမ်ဖေလည်းရှက်ပြုံးလေးနဲ့ပြုံးလိုက်ပြီးမှတခုခုကိုပြန်တရိရသွားတယ်ဒါဆိုရင်အရှင်မင်းကြီးကဘာလို့မျက်နှာသာမပေးပဲနဲ့ဝန်ကြီးချုပ်ကခေါင်းခါပြီးပြောတယ်ဘလို့ထူးချွန်တဲ့ဧကရမျိုးကမှနောက်ခံအရန်မရှိပဲနေမလဲအရှင်မင်းကြီးကမင်းကိုမှောက်မိုက်ထဲကနောက်ခံအရန်တစ်ခုအနေနဲ့ပြင်ဆင်ထားပေးတာလေဝမ်ဖေတကူလုံးတုံကြီးသွားပြီးရှောက်တင်လိုက်တယ်ဝန်ကြီးချုပ်ကြီးညွှန်ပြပေးတာကျေးဇူးတင်ပါတယ်အဲ့ဒီအချိန်မှာပဲဟန်ရီကစိတ်လှုပ်ရှားစွာနဲ့အိမ်ကိုပြန်ရောက်လာတယ်သူတကယ်ပဲလက်စွမ်းပြတော့မှာပေါ့စိတ်ထဲမှာတွေးလိုက်တယ်ဧကရကအစကတည်းကငါရှိနေတာကိုတီးပြီးသားဖြစ်ရမယ်မဟုတ်ရင်တာမန်စစ်သားတယောက်လက်ထဲကိုဘလို့လုပ်ပြီးစစ်တီတွေပေးအပ်လိုက်မလဲအယူပြီးရင်တိုင်းပြည်မှာတော့ဒါမျိုးမဖြစ်နိုင်ဘူးရုတ်တရက်အိမ်ထဲကနေလှမ်းអော်လိုက်တဲ့ကိုရောဇနီးရီစစ်စာအုပ်တွေအကုန်လုံးကိုထုတ်ပေးပါကိုရောတအုပ်ချင်းစီကိုထပ်ပြီးဖက်ကြည့်အောင်မယ်ဒီစစ်ပွဲကိုအရန်လှပအောင်တိုက်ပြမယ်ဧကရီရဲ့ယုံကြည်မှုကိုမချွတ်ယွင်းစေရဘူးတစ်ဖက်မှာရှိတဲ့နန်းတော်ထဲမှာတော့ကျူဆုံး workshop ကရိုရိုတီတီနဲ့တင်ပြစာတစ်ဆောင်ကိုလာပေးတယ်အရှင်မင်းကြီးဒါကဝန်ကြီးချုပ်ပို့လိုက်တဲ့တင်ပြစာပါငါလည်းမျက်ခုံးတစ်ချက်ပင်းလိုက်တယ်ဝန်ကြီးချုပ်ပို့တာဆိုတော့ဖက်ကြည့်ရတာပေါ့ဒါပေမဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့စာသားတွေအပြည့်နဲ့များပြားလွန်းလို့လန့်သွားတယ်အဲ့ဒီပုံမှာစစ်ထွက်ဖို့လိုအပ်ချက်တွေအများကြီးပါနေတယ်ငါလည်းနားထင်ကိုနှိပ်ပြီးကျူဆုံးကိုပြောလိုက်တယ်ဝန်ကြီးချုပ်ကိုပြောလိုက်ပါအားလုံးသူဆန္ဒရှိတဲ့အတိုင်းလုပ်လို့ရပါတယ်အိတ်ထဲမှာတွေးလိုက်တယ်ဒီလိုရဲဘော်ကောင်းမျိုးကတော့တကယ်ပဲငါတို့နှစ်ယောက်တေးတူရှင်မျှပါပဲငွေခိုးတာပဲမဟုတ်လားဒီလောက်အထိအချိန်ပေါင်းများစွာထုတ်ပြပြီးငါ့ကိုလာပြစရာလိုလားမြန်နဲ့ပဲတပတ်ပြည့်သွားပြီးငါလည်းဆန္ဒရှိတဲ့အတိုင်းဖြစ်လာတယ်စစ်ရေးလှုပ်ရှားမှုတွေကြောင့်တစ်နိုင်ငံလုံးရဲ့တိုင်းပြည်စွမ်းအားကတစ်ဆက်မှတ်ကျဆင်းသွားတယ်အဲ့ဒါကြောင့်ငါရဲ့တက်တန်းကလည်းတနည်းရော့သွားခဲ့တယ်ဒါကငါ့ကိုအလုံးပဲပျော်ရွှင်စေခဲ့တယ်စိတ်ထဲမှာတွေးလိုက်တဲ့စစ်ပွဲတွေဒါစတင်ပြီးဆိုရင်ငါရဲ့တက်တန်းတွေချက်ချင်းကုန်သွားပြီးအိမ်ပြန်လို့ရတော့မယ်အိမ်ပြန်မဲ့ရက်ကိုတွေးပြီးပျော်နေတော့မှပဲကျူဆုံးကရုတ်တရက်တတိပေးလာတဲ့အရှင်မင်းကြီးဒီနေ့ကတောင်ပိုင်းကိုစစ်ထွက်မဲ့တက်မတော်ကြီးထွက်ခွာမဲ့နေပါအရှင်မင်းကြီးအနေနဲ့စစ်တေတွေကိုတွားရောက်အားပေးဖို့လိုပါတယ်ငါလည်းချက်ချင်းထွက်လိုက်တဲ့အားပေးဖို့ဆိုတာတွားရမှာပေါ့စစ်တီတွေကိုအားပေးပြီးတာနဲ့တက်တွေထွက်သွားလို့ရပြီအဲ့ဒီအချိန်စစ်တန်းလျားထဲမှာတော့စစ်သားတသိန်းလောက်ကရိုင်နဲ့ရက်နေကြပြီးလက်နက်တောင်ကောင်းကောင်းကင်မထားနိုင်ကြဘူးဝန်ကြီးချုပ်ကမျက်မှောင်ကျုပ်ပြီးဟန်ယူကိုပြောတယ်ကိုချုပ်ဟန်ယူတွေဒီလောက်တောင်အမြန်ကြီးစစ်ထွက်ဖို့လိုလို့လားလက်ရှိစစ်တီတွေရဲ့ပုံစံနဲ့ဆိုရင်အနိုင်ရဖို့အရန်ခက်ခဲလိမ့်မယ်ဒါပေမဲ့ဟန်ယူကကောင်းခါလိုက်တဲ့ဧကရီလူလူရဲ့အထင်မြင်လွဲမှားတာကိုငါမမြင်ရဘူးအနိုင်ရတဲ့စစ်ပွဲကိုမြန်တိုင်းမှသာဧကရီရဲ့ရွေးချယ်မှုကမှန်ကန်တဲ့ဆိုတာကိုတက်တည်ပြနိုင်မှာစစ်တီတွေရဲ့ပုံစံကတော့လမ်းမှာတခိုးသားပြတွေအများကြီးရှိတယ်ဆိုတော့တိုက်ရင်နဲ့စစ်တီစုဆောင်းသွားမှာပေါ့တောင်ပိုင်းနယ်ဆက်ရောက်တဲ့အခါအဆင်ပြေသွားပါလိမ့်မယ်
ဝင်ကြီးချုပ်ကဟန်ယူကိုနက်နက်နဲနဲစိုက်ကြည့်လိုက်ပြီးဟန်ဆင်ရဲ့တော်ဆက်သူပြီးတပါတဲ့စစ်ရေးနဲ့ပတ်သက်ရင်ကိုရိုင်းတောင်သူ့ကိုမမီဘူးလို့တွေးလိုက်တယ်ဟန်ယူတခုခုဆက်ပြောမလို့လုံနေတော့မှပဲငါနောက်ဘက်ကနေရှောက်လာတာကိုတွေးလိုက်ရတယ်ဒါပေမဲ့စစ်တမ်းလျားတဲ့ဝင်လာခြင်းမှာပဲရှုပ်ပွားနေတဲ့စစ်တီတွေရဲ့ပုံစံကိုတွေးလိုက်ရတယ်ထူးဆန်းတာကငါရဲ့မျက်နှာမှာဝမ်းသာအားရဖြစ်သွားတာပဲစိတ်ထဲမှာတွေးလိုက်တဲ့ရှုပ်ပွားနေတဲ့စစ်တီတွေနဲ့တာမန်စစ်သားကိုတက်ကောင်းတင်ထားတာဒီစစ်ပွဲသာထပ်နိုင်သွားအောင်ပဲဆိုရင်ငါဒီယာဇပလင်ပေါ်မှာတင်ဝမ်ရှာထိုးပြီးအန်ချလိုက်မယ်ဟန်ယူကစစ်တီတွေရဲ့အခြေအနေကိုရှင်းပြမလို့လုံနေတော့မှပဲငါကလက်ရန်ပြလိုက်ပြီးပြုံးပြုံးနဲ့ပြောလိုက်တယ်ဗိုလ်ချုပ်ဟန်ယူရေစစ်တပ်ကိစ္စအဝဝကိုမင်းပဲတာဝန်ယူပါကိုတော်လုံးဝဝင်မစွတ်ဖက်ဘူးဟန်ယူရဲ့မျက်စိတွေနီးရဲလာပြီးအေဂရစ်ကငါ့ကိုဒီလောက်အထိယုံကြည်လိမ့်မယ်လို့မထင်ထားဘူးဆိုပြီးစိတ်လှုပ်ရှားသွားတယ်ဒါပေမဲ့ငါကတော့သူ့ရဲ့စိတ်ကိုမသိပဲမြင်မာတဲ့စင်ပေါ်ကိုတက်သွားပြီးစစ်တီတွေကိုအော်ပြောလိုက်တယ်စစ်တီတို့ရေဒီတစ်ခေါက်စစ်ထွက်တာကိုယုံကြည်မှုရှိကြရဲ့လားမမျော်လင့်ပဲစစ်သားတသိန်းလုံးကတယောက်နဲ့တယောက်ဝိုင်းကြည့်နေကြပြီးဘယ်သူမှပါစက်မဟာကြဘူးငါလည်းရမ်းပြီးပြောလိုက်တယ်မင်းတို့စိတ်ချလက်ချနေကြပါကိုတော့အမှန်တိုင်းပြောတာပါမင်းတို့ကိုအပြစ်မပေးပါဘူးဘယ်သူမှထင်မထားပဲစစ်သားတသိန်းလုံးကတစ်ချက်ချင်းပြန်ကြည့်ပြီးအတူတူអော်ကြတယ်ယုံကြည်မှုမရှိပါဘူးတဲ့သူတို့ကငါရဲ့ဆုံးမမှုကိုနားထောင်ဖို့စောင့်နေကြတာဒါပေမဲ့ငါရဲ့နောက်စကားကလုံးဝပြောင်းလဲသွားတယ်ယုံကြည်မှုမရှိတာကမှန်တယ်လို့ချင်တာကလည်းမင်းတို့မှာယုံကြည်မှုမရှိတာကိုပဲပြောပြီးတာနဲ့ငါချက်ချင်းလဲထွက်လာခဲ့တဲ့နောက်တစ်ချက်တောင်လှည့်မကြည့်တော့ဘူးစစ်သားတသိန်းကိုလေထဲမှာတွေးဝေးချောင်းအန်းနဲ့ကြံခဲ့စေတယ်ဟန်ယူမျက်လုံးအပြူသားနဲ့တွေးလိုက်တဲ့ဒါကအားပေးတာလားစစ်တပ်ရဲ့အင်အားကိုကြာဆင်းစေတာမဟုတ်ဘူးလားဒါပေမဲ့ဝင်ကြီးချုပ်ကတော့နှိကွေးစွာနဲ့ပြောလာတယ်မင်းကတာမန်စစ်သားဘဝကနေလာတာဆိုတော့ဒီစစ်သားတွေကမင်းကိုအလွယ်တကူမလေးစားကြဘူးအေဂရစ်ကသူတို့ရဲ့စိတ်ဓာတ်ကိုအရင်ဆုံးချေမှုန်းပစ်တာပဲပြီးမှမင်းကိုစစ်တေတွေအပေါ်တစ္ဆာဆောင်သိဖို့ပြန်ပြီးစူးစီးဝင်ပေးတာဟန်ယူဒီစကားကိုကြားတဲ့အခါမျက်လုံးတွေနီးရဲလာပြီးအေဂရစ်ကသူ့ကိုဒီလောက်အထိဂယူးဆိုင်ပေးလိုက်မယ်လို့မထင်ထားဘူးသူလက်သီးကိုတင်းတင်းဆုပ်ပြီးစိတ်ထဲမှာဂတိပေးလိုက်တယ်ဒီတစ်ခေါက်စစ်ပွဲမှာအေဂရစ်အတွက်နာမည်ကျော်ကြားအောင်လုပ်ပြမယ်အဲ့ဒီအချိန်မှာပဲတုံရီနိုင်ငံဘက်မှာတော့ဘာလူရဲ့မျက်လုံးတွေနီးရဲနေပြီးရှေ့ကလူဒါဇင်နဲ့ချီကိုစိုက်ကြည့်ပြီးအော်ရဲမြင်မြန်ပြောကြဆန်းမင်းတို့တဲကဘသူကတန်နိုင်ငံရဲ့အေဂရစ်ပို့လိုက်တဲ့သူရှိုလဲငါ့ကိုအာနာမသုံးခိုင်းနဲ့အဲ့ဒီလူတွေအကုန်လုံးကြောင့်အန်းဖြစ်ကုန်ကြပြီးငါတို့အားလုံးကတုံရီနိုင်ငံရဲ့အထပိုင်းရာရှိတွေပါရှောက်ပြီးမပြောကြနဲ့လို့អော်ကြတယ်ဘာလူကလူတွေကိုရက်ဆက်စွာနဲ့စိုက်ကြည့်ပြီးပြောတယ်ဒါဆိုရင်ငါတို့ကတန်နိုင်ငံကိုစစ်ကြေညာဖို့ဆုံးဖြတ်လိုက်တာနဲ့တန်ပရင်ကမျိုးရိုးတွေကိုဘလို့လုပ်ပြီးအမြန်ဆုံးစောက်ခိုင်းနိုင်ရတာလဲဒါကတန်ပရင်ပြင်းလို့အလကားနေရင်တိုင်းပြည်ကိုဖျက်ဆီးခြင်းလို့ဖြစ်မယ်လို့ထင်နေကြတာလားလူတယောက်ကអော်ပြောလိုက်တယ်ဖြစ်နိုင်တာကအမှတ်တမဲ့ဖြစ်မှာပေါ့ဒါမှမဟုတ်တန်ပရင်ကတခုခုကိုဖန်တီးနေတာဖြစ်မှာပေါ့ဘာလူတေချာစဉ်းစားကြည့်ပြီးငါကိုယ်တိုင်ကအဆုံးရောက်သွားတာလားလို့တွေးလိုက်တဲ့တခုခုပြောမလို့လုံနေတော့မှပဲစစ်သားတယောက်ကအပြေးလွှားရောက်လာပြီးပြောတယ်ဗိုလ်ချုပ်ကြီးရှေ့တန်းကနေသတင်းဆိုးရောက်လာပါပြီဘာလူစာကိုယူဖတ်လိုက်တာနဲ့မျက်နှာပြတ်သွားပြီးလူတွေကိုအော်ဟစ်လိုက်တယ်မင်းတို့တွေကအားမရှိဘူးလို့ပြောသေးတယ်တန်ပရင်ကစစ်သားတသိန်းနဲ့တုံရီကိုဝင်တိုက်နေပြီးဘာလူဒေါသတကြီးနဲ့တုံရီရဲ့အရာရှိတွေကိုကြည့်ပြီးဒီလိုပင်တဲ့လူတွေတန်ပရင်ကအရန်ချမ်းနဲ့သူ့ရှိုရဲ့တရုတ်ဆောင်ချက်ကတကယ်ကိုကောင်းလို့နဲ့အဲ့ဒီလိုဆိုရင်တော့သူ့ဘက်ကရက်စက်တာကိုမခံနဲ့တော့ရုတ်တရက်ဘာလူလက်ရန်ပြလိုက်တယ်လူတွေကိုဖမ်းကြတော့စကားတောင်မဆုံးသေးဘူးတန်းလျားတဲ့ကူဓာတ်ကိုင်စစ်သားတွေဝင်လာကြတယ်အရာရှိတွေလည်းတတိဝင်လာပြီးဒေါသတကြီးနဲ့អော်ကြတယ်မင်းကပုံကန်ခြင်းလို့ဒါတွေလုပ်နေတာနောက်တစ်စက္ကန့်မှာပဲအရင်ကတိတ်ဆိတ်နေတဲ့နန်းတော်ထဲမှာတိုက်ပွဲတွေစတင်ဖြစ်ပွားလာတယ်ဘေးကစစ်သားတယောက်ကမေးတယ်ဘလူဗိုလ်ချုပ်ကြီးနေဆက်မျိုးရိုးတွေကိုဘလို့ကာကွယ်ကြမလဲထူးဆန်းတာကဘာလူကချက်ချင်းလက်ရန်ပြပြီးနေဆက်ကစစ်သားတွေကိုအကုန်လုံးစုတ်ခွာခိုင်းလိုက်လို့အမိန့်ပေးလိုက်တယ်ပြောပြီးတာနဲ့သူတနိုင်ငံဘက်ကိုလှမ်းကြည့်ပြီးလက်ရှိနေဆက်မျိုးရိုးမှာတေချာပေါက်သူရှိုတွေရှိနေမှာပဲအတွင်းနဲ့အပြင်ပူပေါင်းပြီးတိုက်မှာဒါပေမဲ့တုံရီမှာငါလိုမျိုးနာမည်ကျော်ဗိုလ်ချုပ်ရှိနေတာပဲတံပရင်ရဲ့အကြံစီတွေလုံးဝအောင်မြင်မှာမဟုတ်ဘူးမကြခင်မှာပဲတနိုင်ငံနဲ့တုံရီနိုင်ငံရဲ့နေဆက်မှာခမ်းနားတဲ့မျိုးရိုးကြီးတစ်ခုတည်ရှိနေတဲ့ဟန်ယူမြင်းစီပြီးလှည့်ပတ်ကြည့်နေရင်းနဲ့စစ်တီတွေရဲ့ယုံကြည်မှုအပြည့်နဲ့မျက်နှာတွေကိုမြင်တော့ကျင်းနဲ့သွားတဲ့ဓာပြတွေကိုရှင်းလင်းရင်းနဲ့ဒီစစ်တပ်ကိုအကုန်လုံးစနစ်တကျဖြစ်အောင်ပြင်ဆင်ပြီးသွားပြီဒါပေမဲ့ကြီးမားတဲ့မျိုးရိုးကြီးကိုမြင်လိုက်ရတော့စစ်သားတွေအကုန်လုံးတွေမျိုးချလိုက်ကြတယ်ဟန်ယူကိုယ်တိုင်တောင်မျက်နှာတင်းမာသွားတယ်ဒါပေမဲ့ထူးဆန်းတာကရှေ့တန်းကစစ်သားတယောက်ကအပြေးလွှားရောက်လာပြီးတင်ပြလာတဲ့ဗိုလ်ချုပ်ကြီးကျန်ရင်မျိုးရိုးထင်းထင်ဖာစစ်ထဲမှာကာကွယ်ရေးတပ်တွေလုံးဝမရှိတော့ဘူးဟန်ယူရဲ့မျက်ခုံးတွေပိုပြီးတင်းကျပ်သွားပြီးကျွမ်းကျင်တဲ့ဗိုလ်ချုပ်ဘာလူကကျန်ရင်မျိုးရိုးရဲ့အရေးပါမှုကိုမသိစရာအကြောင်းမရှိဘူးဘလို့လုပ်ပြီးအလွယ်တကူလက်လွဲပေးရတာလဲတေချာပေါက်ထောင်ချောက်ရှိရမယ်ဒါပေမဲ့အမြန်ပဲရှေ့တန်းကစစ်သားတွေကတီးချနေတဲ့ရန်သူစစ်သားတယောက်ကိုဖမ်းမိခဲ့ပြီးဘာလူကတန်တက်မတော်ကြီးရောက်လာတော့မယ်လို့အမိန့်ပေးထားတာမျိုးထဲမှာတန်ပရင်ပိုးလိုက်တဲ့သူရှိုတွေရှိတယ်ဆိုပြီးတပ်တွေကိုအကုန်ဆုတ်ခိုင်းလိုက်တာလို့သိရတယ်ဟန်ယူရဲ့မျက်လုံးတွေကျဲသွားပြီးအန်အော်တကြီးနဲ့ပြောလိုက်တယ်အေဂရစ်ကနန်းတော်ထဲမှာနေပြီးဒီအထိပါကျူးတွက်ထားနိုင်တာလားသူအသက်ပြင်းပြင်းရှူလိုက်ပြီးစိတ်ထဲမှာတွေးလိုက်တယ်အေဂရစ်ကအစကတည်းကအားလုံးကိုပြင်ဆင်ပေးပြီးသားပဲသူရှိုကိုအကြောင်းပြပြီးမျိုးရိုးကိုတိတ်ယူခိုင်းတာကငါရဲ့အင်အားတွေကိုထိမ့်သိမ်းပေးခြင်းလို့ဖြစ်မယ်ပြီးတော့တုံရီနိုင်ငံကိုတစ်ခုလုံးတိမ့်ပိုက်နိုင်ဖို့အတွက်ပဲ
အဲ့ဒီအချိန်မှာပဲနန်းတော်ထဲမှာရှိနေတဲ့ငါကတော့ဒီတပတ်ရဲ့တိုင်းပြည်စွမ်းအားစည်ရင်းကိုကြည့်နေတယ်ဒါပေမဲ့စွမ်းအားညွှန်းကိန်းကိုမြင်လိုက်ရတဲ့အခါမှာတော့ငါရဲ့မျက်နှာဖြူဖက်ဖြူလို့ဖြစ်သွားတယ်စနစ်ရဲ့အတန်ကထွက်ပေါ်လာတယ်တန်နိုင်ငံရဲ့တိုင်းပြည်စွမ်းအား15မှတ်တိုးလာပါတယ်အင်ရှင်ရဲ့တက်တန်း15နှစ်တိုးမြင့်ပေးပါတယ်လက်ရှိတက်တန်းကတော့36နှစ်ဖြစ်ပါတယ်ငါဒေါသထွက်လွန်းလို့ယူချင်လာပြီးစိတ်ထဲမှာအော်လိုက်တယ်နေမြေတိုးချဲ့ပြီးစစ်အင်အားမြင့်တက်လာတာကဘလို့ဖြစ်တာလဲတောင်ပိုင်းစစ်ပွဲနိုင်သွားတာလားမဖြစ်နိုင်တာအဲ့ဒီအလကားလူတွေကဘလို့လုပ်ပြီးနေမြေတိုးချဲ့နိုင်မှာလဲဒီရာဇပလင်ကြီးကိုဝါစားပစ်လိုက်ခြင်းနဲ့စစ်တပ်ကမနိုင်ရင်ဒါကနေဆက်ကိုစောင့်နေတဲ့စစ်တပ်ပဲဖြစ်ရမယ်ငါချက်ချင်းထရက်လိုက်ပြီးကျူဆုံးကိုမေးလိုက်တယ်ကျူဆုံးအခုနေဆက်ကိုဘသူတာဝန်ယူထိန်းချုပ်နေလဲကျူဆုံးကအမြန်ဖြေတဲ့အရှင်မင်းကြီးအဲ့ဒါကနန်းတွင်းကတာဝန်ပေးထားတဲ့မင်းရဲ့အကူကြီးလေငါသွားတွေကြိတ်ပြီးပြောလိုက်တယ်ငါရဲ့ရဲဘော်ကောင်းကြီးကတော့တကယ်ကိုအရေးချင်းရှိတာပဲတက်တန်း15နှစ်တိုးလာတာကိုတွေးမိတိုင်းရင်နာလုံးလို့သိချင်လာတယ်အဲ့ဒီအချိန်တန်နိုင်ငံရဲ့အနောက်ဘက်နေဆက်မှာတော့ချင်းရှိဝမ်လီမင်ကသူ့ရဲ့အကြံပေးကိုရိုကိုကြည့်ပြီးပြောတယ်မင်းကအချိန်ကြာကြီးတိခန့်ခဲ့တာပဲငါတို့ဘယ်တော့စစ်ထွဲပြီးပုံကန်ကြမှာလဲကိုရိုကပြန်ပြေတဲ့အရှင်သာအခုချိန်မှာတောင်ပိုင်းစစ်တပ်ရှုံးနေတာကိုစောင့်ရမယ်အေဂရစ်ရဲ့ဂုံတိတ်ခါကျဆင်းသွားတဲ့အခါမှာပုံကန်မှသာတရားဝင်မှာနန်းတော်ကိုတိမ့်ပိုက်ဖို့အတွက်တရားဝင်ကြောင်းပြချက်ရှိလာမှာလီမင်ကောင်းကြီးပြပြီးချီကျူးမလို့လုံနေတော့မှာပဲစစ်သားတယောက်ကအပြေးလွှားရောက်လာပြီးပြောတယ်အရှင်သားတောင်ပိုင်းစစ်ပွဲရဲ့ပနာမရလက်ထွက်လာပါပြီလမင်ဝမ်းသာအားရနဲ့သတင်းစာကိုယူဖက်လိုက်ပေမဲ့တွေးတွေအန်ထရမတက်ဖြစ်သွားပြီးអော်လိုက်တဲ့အတုံးမကျတဲ့ကောင်တွေအကုန်လုံးအတုံးမကျဘူးစစ်စာထဲမှာရေးထားတာကဟန်ယူကလူတယောက်တောင်မသေးပဲကြံရင်မျိုးရိုးကိုတိမ့်ပိုက်လိုက်ပြီးစစ်တပ်ကတုံရီနိုင်ငံရဲ့နန်းတော်ကိုဓာတ်ရိုက်ဦးတည်နေပြီတစ်ဖက်မှာရှိတဲ့နန်းတော်ထဲမှာတော့ငါစိတ်တွေညံ့ဖျင်းနေတော့မှပဲဗိုလ်ချုပ်ကြီးမြူလယ်ကဝင်လာပြီးရှောက်တင်တဲ့အရှင်မင်းကြီးကျွန်တော်သတင်းကြားရတယ်ဂျင်ရှီဝမ်ကပုံကံမှုကြံစီနေပုံရတယ်ဒါပေမဲ့ငါကြားလိုက်ရတဲ့အခါမှာတော့ပို့ပြီးတော့ဝမ်းသာသွားပြီးစိတ်ထဲမှာတွေးလိုက်တယ်ငါရဲ့အတုံးမကျတဲ့အကူကြီးကပုံကန်ချင်နေတာလားသူမြေဧရိယာတွေတိုးချဲ့တာကစစ်တပ်ကိုအင်အားစုဆောင်ပြီးပုံကန်ဖို့လုပ်နေတာပေါ့ကောင်းလိုက်တာဒီလိုအကူမျိုးကိုငါအရန်ကြိုက်တယ်ပုံကန်မယ်လို့ကြိုပြောရင်ဘာဖြစ်လဲတာပေမဲ့ငါခဏကြာတော့ထပ်ပြီးမျက်မှောင်ကျုပ်လိုက်တယ်ဒီအကူကြီးကအခုထိမပုံကန်သေးဘူးဆိုတော့သူ့အင်အားတွေနည်းသေးတယ်လို့ထင်နေတာလားမဖြစ်ဘူးငါသူ့ကိုကူညီပေးရမယ်စစ်တပ်ကိုအမိန့်ပေးတဲ့တစိမ့်တုံးထိုက်ထောက်လေးတကူသူ့စီပို့ပေးလိုက်မယ်ပြီးတော့သူ့ဘက်မှာလူအင်အားနည်းနေတယ်ဆိုတော့တစ္ဆာရှိတဲ့အရာရှိတွေကိုပါအဲ့ဒီဘက်ပို့ပေးရမယ်ခဏကြာတော့စည်ရင်းတွေကိုစစ်ဆေးပြီးအရာရှိ90လောက်ကိုရွေးထုတ်လိုက်တဲ့စိတ်ထဲမှာတွေးလိုက်တယ်ငါဒီလောက်တိုင်းပြည်ဖြစ်စည်းနေတာတော့တိုင်းပြည်ကတိုးတက်နေတာဒီအကောင်90ကြောင့်ပဲမကြခင်မှာပဲနန်းတော်ကနေအရာရှိတွေကိုရွှေ့ပြောင်းမဲ့သတင်းထွက်ပေါ်လာပြီးတနိုင်ငံလုံးတုံ့လောက်သွားခဲ့ရတဲ့ရွှေ့ပြောင်းခံရမဲ့အရာရှိ90လောက်ကလုံးဝကြောင်အန်းဖြစ်သွားပြီးဘာလို့ဘာအကြောင်းပြချက်မှမရှိပဲလူသူမရှိတဲ့ဒေတာတွေစီပို့ခံရတာလဲဆိုပြီးနားမလည်နိုင်ဖြစ်နေကြတယ်တစ်ဖက်မှာရှိတဲ့ဝင်ကြီးချုပ်အိမ်မှာလည်းအစင်တန်းမြင့်တဲ့အမတ်တွေစုဝေးနေကြပြီးဝင်ကြီးချုပ်ကပြောတဲ့အခုချိန်ကမင်းတို့ရဲ့စွမ်းဆောင်မှုကိုပြရမယ့်အချိန်ပဲအရှင်မင်းကြီးရဲ့တကယ်ရည်ရွယ်ချက်ကိုအခုသိကြပြီလားအရာရှိ30လောက်ကပျော်ရွှင်စွာနဲ့ခေါင်းညှိလိုက်ကြတယ်တယောက်ကပြောတယ်အရှင်မင်းကြီးကအရင်ကအယူလိုပုံစံဖမ်းပေမဲ့တကယ်တော့အစကတည်းကအစီအစဉ်ရှိပြီးသားပါဒီလိုအရာရှိတွေကိုပြောင်းရွှေ့တာကနန်းတွင်းကလူယုံမာတွေကိုရှင်းထုတ်ပြီးအုပ်ချုပ်ရေးကိုပြုပြင်ခြင်းလို့ဖြစ်ရမယ်သူတို့ကဘရင်ကြီးကိုအသုံးမကျဘူးလို့ထင်ထားကြတာဒါပေမဲ့ဘလို့လုပ်ပြီးအမှန်တကယ်အဓိပ္ပာယ်ရှိတဲ့အရာရှိတွေကိုအကုန်ထုတ်သွားလည်းမသိဘူးအဲ့ဒီပြောင်းရွှေ့ခံရတဲ့အရာရှိတွေကအရင်ဘရင်လက်ထက်ကတည်းကလိမ်လည်ပြီးတစ္ဆာရှိတယ်လို့နာမည်ခံထားကြတဲ့လူတွေကြီးပဲအခြားတစ်ဖက်မှာတနိုင်ငံရဲ့နေဆက်စီကိုအမြန်ဆုံးပို့ဆောင်ပေးလိုက်တဲ့စစ်တပ်တစိမ့်တုံးကဂျင်းရှီဝမ်လက်ထဲကိုရောက်ရှိလာခဲ့တယ်ဒါပေမဲ့ဂျင်းရှီဝမ်ကအဲ့ဒီတစိမ့်တုံးကိုမြင်လိုက်ရတာနဲ့ကြောက်လန့်ပြီးချွေးတွေပြန်လာပြီးတွေးလိုက်တယ်ဒီအေဂရစ်ကဘာကိုဆိုလိုတာလဲငါ့ကိုပုံကန်ခိုင်းနေတာလားဘာလို့စစ်တပ်တစိမ့်တုံးပါပို့ပေးလာရတာလဲသူ့ရဲ့ပထမအကြံပေးကိုရိုကိုအမြန်ခေါ်လိုက်တယ်ကိုရိုကလည်းအဲ့ဒီတစိမ့်တုံးကိုမြင်လိုက်ရတာနဲ့လန့်သွားပြီးမေးတယ်အရှင်သားဒီပစ္စည်းကဘလို့လုပ်ပြီးမင်းလက်ထဲရောက်လာတာလဲစစ်တပ်တစိမ့်တုံးဆိုတာကဘာပေါ်ကဘယ်နေရာကစစ်တပ်ကိုမဆိုအမိန့်ပေးလို့ရတဲ့အတိတ်ပဲရှိတာဘလို့လုပ်ပြီးအလွယ်တကူနဲ့ပုံကံမဲ့သူ့လက်ထဲရောက်လာရတာလဲလီမင်ကထူးဆန်းတဲ့မျက်နှာနဲ့တစိမ့်တုံးရောက်လာပုံကိုပြောပြလိုက်တယ်ကိုရိုလည်းအလွန်အမင်းအံ့ဩသွားပြီးဒါကဘလို့နောက်ပြောင်မှုကြီးလဲအေဂရစ်ကပုံကံဖို့ကြံစီနေတဲ့အရှင်သားလက်ထဲကိုတစိမ့်တုံးကြီးလာပို့ပေးတယ်ဆိုတာဘာအတိတ်ပဲလဲလီမီရဲ့မျက်လုံးထဲမှာလောဘတွေတောက်လောင်လာပြီးတစိမ့်တုံးကိုကန်ရင်ပြောလိုက်တယ်ကိုရိုငါတို့ဒီတစိမ့်တုံးကိုတုံးပြီးဓာတ်ရိုက်တိုက်ခိုက်လို့မရဘူးလားမင်းကြီးကမင်းကိုတက်တစိမ့်တုံးပေးလာတာကိုတော့မင်းကကိုယ်သဘောနဲ့တိုက်ခိုက်လို့ရမယ်ထင်နေတာလားကိုရိုအံ့ဩသွားပြီးလို့ခေါ်ကအရှင်သားအေဂရစ်ကိုယ်တိုင်ကတက်တစိမ့်တုံးကိုအရှင်သားစီအရောက်ပို့ပေးတယ်ဆိုတာအေဂရစ်ကအရှင်သားပုံကံမှာကိုမကြောက်ဘူးလို့များထင်နေတာလားလို့မေးလိုက်တယ်လီမင်လည်းအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါကိုရီပါအေးဆက်သွားပြီးအဝတ်စားတွေတောင်ချွေးတွေနဲ့ရွုံတွေကစိတ်ထဲကနေဟုတ်တာပေါ့အေဂရစ်ကတက်တစိမ့်တုံးကိုရဲရဲဝံ့ဝံ့လာပို့ပေးတယ်ဆိုတာတက်တွေစုပြီးသူ့ရဲ့အုပ်ချုပ်မှုကိုပုံကံဖို့မကြောက်လို့များလားလို့တွေးမိတယ်သူ့ဘက်ကဒီလိုပို့ပေးဖို့နဲ့ဆိုရင်တော့အရာရာကိုကြိုတင်စီစဉ်ပြီးသားဖြစ်နေမှာတေချာတယ်ငါသာတကယ်ပုံကန်လိုက်မယ်ဆိုရင်တခဏအတွင်းမှာပဲလူတွေအကုန်လုံးကြောက်ခိုင်းသွားကြမှာပဲဘာလို့လဲဆိုတော့အေဂရစ်ကအရင်ကဘာတမ်းမှမကြားရပဲတုံရီနိုင်ငံကိုတန်ရင်မျိုးရိုးကနေသူရှူတွေနဲ့အလွယ်တကူတိမ့်ပိုက်ခိုင်းခဲ့ပြီးသားလူတယောက်လေလ
လီမင်တွေးလေကြောက်လေဖြစ်လာပြီးငါအနားမှာရောဧကရစ်ရဲ့သူရှိုးရရှိနေနိုင်မလားလို့တွေးမိတယ်အခုချိန်မှာငါရဲ့လှုပ်ရှားမှုတိုင်းကသူ့မျက်စိရှိမှပဲရှိနေမှာတေချာတယ်ငါရဲ့အောက်ကလူတွေထဲမှာလည်းသူ့ရဲ့စုံဆောက်ကောင်တွေအကုန်ပြည့်နေလောက်ပြီဒီလိုနဲ့တော်တော်လေးကြောက်လန့်သွားပြီးလီမင်ချွေးတွေပြန်လာကကိုရိုကိုအမြန်မေးလိုက်တယ်ကိုရိုရဲ့ဧကရစ်ရဲ့သဘောကတကယ်တော့ဘာလဲလို့မေးတယ်ကိုရိုလည်းတက်တစိတ်တုံးကိုတေချာစိုက်ကြည့်ပြီးမှနှီးကွေးစွာနဲ့ပြောလိုက်တယ်အရှင်သားဒါကဧကရစ်စီကနေပေးလိုက်တဲ့သတိပေးချက်တစ်ခုပဲဖြစ်မယ်သူအရှင်သားကိုမရှင်းချင်ဘူးမတိုက်ခိုက်ချင်ဘူးနောက်ထပ်ပုံကံဖို့လည်းမတွေးတော့ဘူးသတိပေးတာဖြစ်မယ်တစ်ချိန်တည်းမှာပဲဒါကအရှင်သားကိုရွေးချယ်ခွင့်ပေးလိုက်တာပဲတိုက်ရိုက်ပုံကံမလားဒါမှမဟုတ်လုံးဝလက်လျှော့မလားဆိုတာကိုရွေးခိုင်းတာပေါ့သူပြောနေရင်းနဲ့ရင်ဘတ်တွေတက်လာပြီးငါရဲ့နည်းနည်းတဲ့အကြံစီတွေကိုပါအံ့အားသင့်နေမိတယ်လီမင်လည်းအလွန်မင်းစိတ်မငြိမ်တော့ပဲဆက်မေးတယ်ငါတို့သာအခုချက်ချင်းပုံကံမဲ့ဆိုရင်ဒီတစ်စိတ်တုံးနဲ့အောင်နိုင်ဖို့ရာခိုင်နှုန်းဘယ်လောက်ရှိမလဲကိုရိုတက်ပြင်းချလိုက်ပြီးပြောတယ်တရားခိုင်နှုန်းတောင်မရှိဘူးဧကရစ်ကတိုင်းပြည်ရဲ့အရေးကြီးဆုံးတက်တစိတ်တုံးကိုတောင်ထုတ်ပေးဝင်နေဆိုတာအရာရာကိုပြင်ဆင်ပြီးသားဖြစ်နေလို့ပဲအရှင်သားကိုအခုချိန်မှာအကောင်းဆောင်လို့ဖြစ်အောင်တော့လုပ်ပြီးလောက်ပြီးဖြစ်မယ်လီမင်တကိုယ်လုံးချွေးတွေပြန်လာပြီးမျက်နှာတွေဖြူဖက်ဖြူရောဖြစ်သွားတယ်အဲ့ဒီအချိန်မှာပဲအိမ်တော်ထိန်ကအမြန်ပြေးလာပြီးအစီရင်ခံတဲ့အရှင်သားကောင်းကင်တမန်ရောက်လာပါပြီကောင်းကင်တမန်ဆိုတာတကယ်တော့လှုပ်ဝက်ချက်တွေကိုပိုးတဲ့မိမလျာတိုင်းရင်းသားပြင်းတဲ့ချွေပဲဖြစ်တယ်များသောအားဖြင့်ငါအမိန့်ချမှတ်တဲ့အခါတိုင်းရင်းသားတွေကနေတဆင်ပို့ခိုင်းလေးရှိပြီးအဲ့ဒါကိုကောင်းကင်တမန်ရဲ့စေတမန်လို့ခေါ်ကြတာပေါ့လီမင်ရင်ဘတ်တွေအေးဆက်လာပြီးဒီအချိန်မှာကောင်းကင်တမန်ကဘာလာလောက်တာလဲလို့တွေးမိပေမဲ့စဉ်းစားဖို့အချိန်သိမ့်မရလိုက်ပဲကောင်းကင်တမန်ရောက်လာခဲ့တယ်အမိန့်တော်ကိုနားထောင်ပြီးသွားတဲ့အခါမှာတော့သူလုံးဝကြောင်အန်းဖြစ်သွားတယ်အမိန့်တော်မှာရေးထားတာကနန်းတွင်းကအရာရှိငါးဆက်ကိုသူစီပို့ပေးလိုက်တယ်သူ့အနေနဲ့သူတို့ကိုစီမံခန့်ခွဲခိုင်းနေဆိုပြီးပါရှိတယ်လီမင်စိတ်ထဲမှာတွေးလိုက်တယ်ဧကရစ်ကငါ့ကိုလုံးဝထိန်းချုပ်ချင်နေတာပဲငါရဲ့အောက်ကလူတွေကိုသူ့လက်ထဲမှာတင်းတင်းကြပ်ကြပ်ကင်ထားချင်နေတာပဲချင်းရှိဝဲနေရာမှာတင်လဲကျသွားပြီးမျက်နှာငယ်လေးနဲ့စိတ်ထဲမှာညီးတွားလိုက်တယ်ငါရဲ့နှစ်ပေါင်းများစွာစူးစမ်းခဲ့သမျှတွေအကုန်လက်ကားဖြစ်တော့မှလားဘာလို့လဲငါကပထမသားတော်လေးအမှန်ဆိုထီးနှန်းကိုဆက်ခံရမှာကငါဖြစ်တဲ့နာဘာလို့လီချမ်းဖြစ်မသွားတာလဲဘာလို့အခုကြမှာသူကဧကရစ်ဖြစ်နေရတာလဲသူ့ရဲ့ဒီလိုလက်ကွက်တွေကြောင့်လားလီမင်နှက်ခမ်းတောက်မှာအပြုံးတူလေးနဲ့သူလက်ခံရတော့မယ်ဆိုတာကိုသိလိုက်ရတယ်ငါရဲ့လက်ကွက်တွေကသူ့ထက်အများကြီးတာလွန်နေတာကိုအဲ့ဒါကြောင့်ပဲအရင်ဘရင်ကငါ့ကိုမပေးဘဲသူ့ကိုပေးခဲ့တာဖြစ်မှာပေါ့လီမင်ရုတ်တရက်လက်ရမ်းပြလိုက်ပြီးအားမလို့အားမရနဲ့ပြောလိုက်တယ်ငါအမိတ်ကိုပို့လိုက်တော့အစီအစဉ်တွေအကုန်ဖြတ်သိမ်းလိုက်ကြတော့အိမ်မက်တစ်ခုလိုပဲသဘောထားလိုက်ကြရအောင်ပြောပြီးတာနဲ့သူလူတကိုယ်လုံးအားအကုန်ပြတ်သွားပြီးမြေကြီးပေါ်မှာလဲကျသွားတော့တယ်နောက်တနေ့မနက်ခင်းနန်းတော်မှာပေါ့အောက်ဘက်ကကွက်လက်ကြီးဖြစ်နေတဲ့ခမ်းမဆောင်ကြီးကိုကြည့်ပြီးငါအယမ်းပျော်နေတဲ့စိတ်ထဲမှာတွေးလိုက်တယ်နန်းတော်ထဲမှာလူယုံမာတွေပဲကြံတော့တယ်အဲ့ဒီတစ္ဆာရှိတဲ့အမတ်တွေအကုန်လုံးကိုနှင်ထုတ်လိုက်ရတာတက်တာလိုက်တာငါတက်တောက်တက်တာနဲ့ရာစားပလင်ပေါ်မှာမိထိုင်လိုက်တယ်ဒီလိုဘရင်မှန်မရှိတဲ့ပုံစံမျိုးနဲ့ဆိုရင်အရင်တုန်းကဆိုတားကြမဲ့သူတွေရှိမှတေချာပေမဲ့အခုတော့ဘယ်သူမှမပြောကြတော့ဘူးအမတ်တွေအကုန်လုံးကလည်းငါ့ကိုအယမ်းပျော်နေလို့ဒီလိုနေတာပဲလို့ထင်နေကြတာပေါ့ကျူဆုံးကအခြေအနေကိုမြင်တော့နောက်တစ်ချက်ချောင်းဟန့်လိုက်ပြီးထွက်လာပြီးပြောတယ်တင်ပြစရာရှိရင်တင်ပြကြပါမရှိရင်အစည်းအဝေးပြီးပါပြီအဲ့ဒီစကားထွက်လာတာနဲ့တပြိုင်နက်တည်းမှာပဲအရင်ကတိတ်ဆိတ်နေတဲ့နန်းတော်ကြီးကရုတ်တရက်ပောက်ကွဲထွက်လာတယ်လို့ဖြစ်သွားတယ်အမတ်တွေတယောက်ပြီးတယောက်ထွက်လာကြပြီးအတန်တူညီစွာနဲ့အော်ကြတယ်အရှင်မင်းကြီးကျွန်တော်တို့မှာတင်ပြစရာရှိပါတယ်စိတ်လှုပ်ရှားနေတဲ့အမတ်တွေကိုကြည့်ပြီးငါနှုတ်ခမ်းတော့မှအပြုံးတစ်ခုပေါ်လာတဲ့စိတ်ထဲမှာတွေးလိုက်တယ်ဒီလူတွေကတစ္ဆာရှိတဲ့အမတ်တွေအကုန်ထွက်သွားတာကိုမြင်တော့ငွေခိုးချင်စုံနဲ့ထွက်လာကြတာပေါ့ပြုံးပြီးလက်ရမ်းပြလိုက်တဲ့ချစ်လာစွာသောအမတ်ကြီးတို့မစိုးရင်ကြပါနဲ့တယောက်ချင်းစီတင်ပြကြပါအကုန်လုံးခွင့်ပြုပါတယ်ငါရဲ့ညွှန်ပြမှုအောက်မှာနန်းတော်ရဲ့စီကံတွေကချက်ချင်းပြန်လဲကောင်းမွန်လာပြီးအမတ်တွေလည်းတယောက်ပြီးတယောက်ထွက်လာပြီးတင်ပြကြတယ်အတိတ်ပဲကတော့အတူတူပါပဲအဲ့ဒါကတော့ပြောင်းရွှေ့ခံရတဲ့အရာရှိတွေဒုက္ခပေးနေတာကိုသူတို့နှိမ်နှင်းလိုက်ပြီးဆိုတဲ့အကြောင်းတွေပါပဲငါကြားလိုက်ရတော့မှပို့ပြီးပျော်သွားတယ်တစ္ဆာရှိတဲ့အမတ်တွေဒုက္ခပေးတာကိုမင်းတို့နှိမ်နှင်းလိုက်တာကတကယ်ကောင်းတဲ့ကိစ္စပဲအဲ့ဒါနဲ့ချက်ချင်းလက်ကြီးပြပြီးပြောလိုက်တယ်ချစ်လာစွာသောအမတ်တို့မှာအလုပ်ကြိုးစားမှုရှိပါတယ်ဒီနေ့ကစပြီးအမတ်တွေရဲ့လစာတွေကိုအစာပေါင်းများစွာတိုးမြင့်ပေးလိုက်မယ်နန်းတော်ထဲမှာပျော်ပွဲရှင်ပွဲလို့ဖြစ်နေတော့မှပဲနန်းတော်ပြင်ပကနေအတန်ကျကျနဲ့အော်တန်တွေထွက်ပေါ်လာတဲ့တုံးလုံးမိုင်းရှိရာအရေးပေါ်စီရေးသတင်းပို့ပါတယ်ဟန်ယွန်ခမ်းမဟန်ယူဟောက်ထဲမှာရှိနေတဲ့ငါနဲ့အမတ်တွေတောင်အဲ့ဒီစီရေးသတင်းကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်အမတ်တွေနဲ့ငါရဲ့ရင်ထဲမှာအတွေးတစ်ခုဝင်လာတဲ့တောင်ပိုင်းစစ်ပွဲရဲ့ရလဒ်ထွက်လာပြီပေါ့အမတ်တွေရဲ့စိုးရိမ်နေတဲ့ပုံစံနဲ့မတူပဲငါရဲ့မျက်လုံးတွေကတောက်ပသွားပြီးစိတ်ထဲမှာတွေးလိုက်တဲ့အဓိကအကြဆုံးအပိုင်းလေးရောက်လာပြီးတောင်ပိုင်းစစ်တပ်သားရှုံးသွားမယ်ဆိုရင်တန်နိုင်ငံလဲစသိမ်းသွားတော့မှာပဲအဲ့ဒီအချိန်ကျရင်ငါအကိုကြီးကပုံကံမဲ့တိုင်းပြည်စွမ်းအားလဲအကုန်ပျက်စီးပြီးငါပြန်လို့ရပြီသတင်းပို့တဲ့သူကိုနန်းတော်ထဲဝင်ခွင့်ပြုလိုက်ပါငါချက်ချင်းအတန်ကြင်ကြင်နဲ့អော်လိုက်တယ်ခဏကြာတော့စီရေးသတင်းပို့တဲ့သူကပျော်ရွှင်တဲ့မျက်နှာနဲ့ဟန်ယွန်ခမ်းမထဲဝင်လာပြီးကျုံးမှာအမိန်သားတွေစိုက်လျက်သားနဲ့ဒူးထောက်ကာရဝပြုတဲ့အောက်ခြေစစ်သားကုန်းလေကောင်းကြီးပါအရှင်မင်းကြီးခုံးငယ်ရှုံးသွားတာမဟုတ်ဘူးလားဘာလို့ပြောနေရတာလဲအဲ့ဒီစကားကိုကြားလိုက်ရတော့ငါရင်ထဲမှာတဝက်လောက်အေးသွားပေမဲ့နည်းနည်းတော့မျောလင်းချက်ရှိသေးတဲ့သွားရီကြိတ်ပြီးမေးလိုက်တဲ့စစ်စာကိုဖတ်ပြစမ်း
သတင်းပို့တဲ့သူကပျော်ရွှင်တဲ့မျက်နှာနဲ့စစ်စာကိုကင်ပြီးအတန်ကျကျနဲ့ဖတ်ပြတဲ့ချန်တီချန်တီပထမနှစ်ကျွန်တော်မျိုးကဧကရရဲ့အမိန့်ကိုခံယူပြီးစစ်သားတသိန်းကိုဥဆောင်ကတုံရီနိုင်ငံကိုတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲတုံရီနိုင်ငံကတန်တမန်ကဟန်ယွန်ခမ်းမကိုဝင်လာခဲ့ပါတယ်။သူကဘယ်ဘက်ခြေထောက်နဲ့အရင်ဝင်လာလဲဆိုတာကမလေးရှားရောက်တဲ့အတွက်ဧကရဒေါသထွက်ပြီးတုံရီကိုစစ်ကြေညာခဲ့ပါတယ်။ချန်တီဆိုတာဒီခေတ်ရဲ့ပွဲအမီနှစ်ပါဒီလိုစစ်ထွက်ရတဲ့အကြောင်းပြချက်ကြောင့်တောင်နှုတ်ခမ်းတွေတွန့်သွားကြပြီးစိတ်ထဲမှာတွေးလိုက်ကြတယ်ကံကောင်းလို့ငါတို့တွေကညာဘက်ခြေထောက်နဲ့အရင်ဝင်ခဲ့တာပါမဟုတ်ရင်ဧကရဖမ်းမိသွားမှာကိုကြောက်ရတယ်ကသတင်းပို့တဲ့သူကဆက်ဖက်ပြတယ်ကျွန်တော်မျိုးကတုံရီနိုင်ငံကိုတိုက်ခိုက်ရင်းနဲ့ဧကရရဲ့စီမံခန့်ခွဲမှုကြောင့်ကြံရင်မျိုးရိုးကိုတိမ့်ပိုက်နိုင်ခဲ့ပြီးတုံရီနိုင်ငံရဲ့မျိုးပေါင်း15မျိုးကိုပါစက်တိုက်တိမ့်ပိုက်ခဲ့ပါတယ်အခုချိန်မှာတုံရီနိုင်ငံရဲ့နန်းတော်နားရောက်နေပါပြီဆက်ပြီးဘယ်လိုလုပ်ရမလဲဆိုတာကိုအမိန့်ပေးပါဒိုင်းကနေမိတန်နဲ့အတူငါးလက်ထဲကကြောက်စိမ့်လိတ်တန်ဆင်းကျသွားပြီးမြေကြီးပေါ်ပြုတ်ကျသွားတဲ့တကူလုံးအေးဆက်သွားပြီးစိတ်ထဲမှာယူကျင်လာတယ်။ဘာကြီးလဲတောင်ပိုင်းစစ်တပ်ကတကယ်ပဲနိုင်သွားတာလား။အဲ့ဒီအလကားလူတွေကတကယ်ပဲနိုင်တာလား။ဒီတုံကြီးနိုင်ငံကဘလောက်တောင်အားနေတာလဲ။လူရိုင်းတွေများဖြစ်နေကြတာလား။ဘယ်လိုလုပ်ပြီးဒီလောက်တောင်မခံနိုင်ကြတာလဲ။မဟုတ်သေးဘူးအခုချိန်မှာဒါတွေကိုတွေးနေလို့မရဘူးငါအသက်ပြင်းပြင်းရှူလိုက်ပြီးစိတ်ထဲမှာတွေးလိုက်တဲ့ရန်သူမျိုး15မျိုးကိုတိမ့်လိုက်တယ်ဆိုတော့နောက်တစ်ပတ်တိုင်းပြည်စွမ်းအားစစ်ဆေးတဲ့အခါညွန့်ကိန်းတွေအများကြီးတက်လာတော့မှပဲမဖြစ်ဘူးဒီလိုတိုင်းပြည်စွမ်းအားတွေယူသွစွာတိုးလာတာကိုငါလုံးဝမကြည့်နိုင်ဘူးအဲ့ဒါနဲ့ချက်ချင်းအမိတ်ပေးဖို့လုပ်လိုက်တယ်ဟန်ယူကိုဆက်ပြီးမတိုက်ခိုက်တော့ဘူးအမိတ်ပေးမယ်စစ်ပွဲဒီမာတင်ရက်လိုက်မယ်တက်တွေအမိတ်တိုင်းပြန်ဆုတ်ကြမယ်တင်ထားတဲ့မျိုးတွေအကုန်လုံးကိုဆွတ်လွတ်မယ်ဒါပေမဲ့ငါအမိတ်ပေးမလို့လုပ်နေတော့မှပဲစနစ်ကနေရုတ်တရက်တတိပေးချက်ထွက်ပေါ်လာတယ်တတိပေးချက်အရှင်အနေဖြင့်တရားမဝင်တိုင်းပြည်ဖြတ်စည်းမှုပြုလုပ်နေခြင်းကိုတွေ့ရှိရပါသည်ခွင့်ပြုချက်မရှိဘဲနေမြေဆွလွတ်မှုကိုတားမြစ်ပါသည်ငါတန့်သွားပြီးစိတ်ထဲမှာချိန်ဆလိုက်တယ်ဒါတောင်တရားမဝင်တိုင်းပြည်ဖြတ်စည်းမှုဖြစ်အောင်မယ်ပေါ့ဒါပေမဲ့စဉ်းစားကြည့်တော့လဲဟုတ်ပါတယ်အဲ့ဒီမျိုး15မျိုးကအခုတန်နိုင်ငံရဲ့နေမြေဖြစ်သွားပြီပဲတက်ဆုပ်ပြီးမျိုးစွတ်နေဆိုတာနေမြေပေးအပ်တာနဲ့အတူတူပါပဲစနစ်ကဘယ်လိုလုပ်ပြီးခွင့်ပြုမှလည်းမဖြစ်ဘူးကြိုးချောင်းစီရောတဲ့အကြောင်းပြချက်တစ်ခုခုရှာမှကိုဖြစ်မယ်ငါအကြောင်းပြချက်ကောင်းကောင်းရှာဖို့စဉ်းစားနေတော့မှပဲအောက်ဘက်ကအမတ်တွေအကုန်လုံးကတပြိုင်နက်တည်းဒူးထောက်ချလိုက်ကြပြီးအော်ကြတဲ့အရှင်မင်းကြီးတော်ပေတဲ့ဂုံပြူပါတယ်ဒီအမတ်တွေအကုန်လုံးအယမ်းပျော်နေကြတယ်သူတို့အစကတော့တာမန်စစ်သားတယောက်တက်ကောင်းဆောင်လုပ်တာကိုလုံးဝမယုံကြည်ခဲ့ကြဘူးဒါပေမဲ့အစ်အမှန်ကသူတို့ပါကိုလှမ်းရိုက်လိုက်တယ်လို့ဖြစ်သွားတယ်ဒီတစ်ခေါက်စစ်ပွဲမှာရန်သူနန်းတော်သားထီရောက်သွားပြီးဆက်ပြီးတိုက်မယ်ဆိုရင်တုံရီနိုင်ငံတစ်ခုလုံးကိုသိမ်းပိုက်နိုင်မှသိချတယ်တုံရီနိုင်ငံဆိုတာတနိုင်ငံရဲ့အရှိဘက်ကအတားအဆီးတစ်ခုဖြစ်ပြီးပြင်ပကိုတိုးချဲ့ဖို့အတွက်အမြဲတမ်းအဟန့်အတားဖြစ်နေကြတာတုံရီနိုင်ငံကိုတာသိမ့်ပိုက်နိုင်မယ်ဆိုရင်တန်နိုင်ငံအတွက်နေမြေအသစ်တွေထပ်တိုးလာမှာဖြစ်ပြီးပုံမိုကျေပြန့်တဲ့ကဘာကြီးကိုသိရှိလာနိုင်မှာပါအမတ်တွေအကုန်လုံးကငါဘက်ကနေဆက်ပြီးတိုက်ခိုက်ဖို့အမိန့်ပေးလိုက်မယ်လို့မျှော်လင့်နေကြတယ်ဒါပေမဲ့ငါရဲ့မျက်နှာကတော့တင်းမာနေပြီးအပြင်ဘက်ကိုငေးကြည့်ရင်းနဲ့ဝမ်းနဲ့နေတဲ့ပုံစံမျိုးကိုတမင်လုပ်ပြလိုက်တယ်ဝင်ကြီးချုပ်ဇူကောဝူမင်းယူဂျူမင်ကအစကတော့ငါဘာလို့ဒီအချိန်မှာစစ်ပွဲကိုရခိုင်ရတာလဲဆိုတာကိုနားမလည်ခဲ့ဘူးဒါပေမဲ့ငါရဲ့မျက်နှာပေးကိုမြင်လိုက်ရတဲ့အခါမှာတော့ချက်ချင်းသဘောပေါက်သွားတယ်စိတ်ထဲမှာတွေးလိုက်တယ်ဧကရစ်မှာအခက်အခဲတစ်ခုခုရှိနေလို့ဖြစ်ရမယ်သူတက်ပြင်းတစ်ချက်ချလိုက်ပြီးရှေ့ကိုထွက်လာကပြောတယ်အရှင်မင်းကြီးရဲ့အမိန့်တိုင်းကျွန်တော်မျိုးတို့လိုက်နာကြပါမည်အမတ်တွေအကုန်လုံးနားမလည်နိုင်စွာနဲ့ဇူကောဝူမင်ကိုဝိုင်းကြည့်နေကြတယ်ဇူကောဝူမင်ကသူတို့ကိုလက်ရမ်းပြပြီးအိမ်ပြန်ရောက်မှပြောပြမယ်ဆိုတဲ့ပုံစံမျိုးလုပ်ပြလိုက်တယ်ငါလည်းအဲ့ဒါကိုမြင်တော့အမြန်ပဲအစည်းအဝေးပြီးပြီလို့ပြောလိုက်တယ်တက်ဆုပ်ကြပါတော့ကျူဆုံးကအတန်ကြဲကြဲနဲ့អော်လိုက်တယ်အစည်းအဝေးပြီးပါပြီငါလည်းချက်ချင်း trap ပြီးအပြင်ဘက်ကိုထွက်လာခဲ့လိုက်တယ်စိတ်ထဲမှာတော့ဝမ်းနဲ့ပူဆွေးနေတဲ့ပုံစံကိုတမင်လုပ်ပြနေပေမဲ့စိတ်ထဲကတော့ကြိမ်ဆဲနေမိတယ်ဘရင်မင်းမြတ်ကိုဂုံပြူပါတယ်ဆိုပြီးအမတ်တွေအကုန်လုံးဒူးထောက်နှုတ်ဆက်ကြတယ်ငါအဝေးကိုရောက်သွားမှသာသူတို့လည်း trap ပြီးဇူကောဝူမင်စီကိုဝိုင်းလာကြတယ်တယောက်ကမေးတယ်ဇူကောဝူမင်ကြီးပြဘာလို့ဧကရစ်ကဒီလိုအချိန်မှာတက်ဆုပ်ခိုင်းရတာလဲဒါကအနိုင်ယူဖို့အကောင်းဆုံးအချိန်လေးဇူကောဝူမင်ကဟန်ယွန်ခမ်းမရှိမှရက်ပြီးငါရဲ့ဝေးရကိုထွက်သွားတဲ့ရွှေရဝတ်စုံကိုငေးကြည့်ရင်တက်ပြင်းချကပြောတယ်ဧကရစ်ကတကယ်ကိုတရုတ်ဆောင်ကောင်းတယောက်ပါပဲဘာကိုဆိုလိုတာလဲအမတ်တွေအကုန်လုံးနားမလည်နိုင်စွာနဲ့မေးကြတယ်ဇူကောဝူမင်ကောင်းခါပြီးရှင်းပြတယ်မင်းတို့သတိထားမိကြလားစစ်မတက်ခင်တုန်းကဧကရစ်ကပျော်ရွှင်နေတာဒါပေမဲ့အောင်ပွဲခံတဲ့ရောက်လာတဲ့အခါကျမှဘာလို့ဝမ်းနဲ့ပူဆွေးသွားတာလဲအမတ်တွေအကုန်လုံးကောင်းကြီးပြကြပြီးဟုတ်ပါတယ်အဲ့ဒီလိုပါပဲလို့ပြောကြတယ်ဇူကောဝူမင်ဆက်ပြောတယ်အဲ့ဒါကြောင့်ငါပြောတာဧကရစ်ကတရုတ်ဆောင်ကောင်းတယောက်လို့သူကစစ်ပွဲတွေကြောင့်အစကတည်းကအများကြီးစိုးရိမ်ပူပန်နေခဲ့တာဒါပေမဲ့ဘရင်တစ်ပါးဖြစ်နေတော့အများရှိမှသူ့ရဲ့ဝမ်းနည်းမှုကိုမပြရဲဘူးလေအခုစစ်နိုင်သွားတော့မှသူ့ရဲ့တကယ်ခံစားချက်ကိုမထိန်နိုင်တော့ပဲပေါ်လာတာပေါ့ဟူမင်းတို့တွေအရင်ကလည်းစစ်ပွဲကိစ္စနဲ့ပဲဧကရစ်ကိုအပြစ်တင်ခဲ့ကြသေးတယ်ဧကရစ်ကတော့တယောက်တည်းဖိအားတွေအကုန်လုံးကိုခံယူနေခဲ့တာပဲပြောပြီးတာနဲ့သူကြီးမားတဲ့ခြေလမ်းတွေနဲ့ထွက်သွားခဲ့တယ်အမတ်တွေလည်းတယောက်နဲ့တယောက်ကြည့်ပြီးစိတ်ထဲမှာအပြစ်ရှိတယ်လို့ခံစားလာရတယ်တယောက်ကပြောတယ်ငါတို့သွားပြီးဧကရစ်ကိုခွင့်လွှတ်ဖို့တောင်းပန်ကြရင်ကောင်းမလားနောက်တစ်ယောက်ကခေါင်းခါပြီးပြောတယ်ခွင့်လွှတ်ဖို့တောင်းပန်တာထက်စာရင်နောင်ကြရင်ဧကရစ်ကိုတစ္ဆာရှိရှိနဲ့ကူညီပြီးတိုင်းပြည်ကိုကောင်းကောင်းအုပ်ချုပ်တာကပိုကောင်းပါတယ်တန်နိုင်ငံကိုပိုပြီးတမအောင်လုပ်ပေးမှသာဧကရစ်ရဲ့ပြင်ပမှုကိုတုံ့ပြန်ရရောက်မှာ
လူတွေအကုန်လုံးလဲခေါင်းညိတ်ပြီးသဘောတူလိုက်ကြတယ်။နှစ်ရက်ကြာပြီးနောက်မှာတော့တုံရီနိုင်ငံတဲကမြို့တစ်မြို့မှာပေါ့ဟန်ရီကအိမ်တော်ထဲမှာထိုင်နေပြီးလက်ထဲမှာစာရွက်စာတမ်းနှစ်ဆောင်ကင်ထားတဲ့တစ်ဆောင်ကငါရဲ့အမိတ်တော်ဖြစ်ပြီးနောက်တစ်ဆောင်ကတော့စူကိုဝူမင်းရဲ့ကိုကြီးကိုတာစတစ်ဆောင်ဖြစ်တယ်။သူအဲ့ဓာတွေကိုဖတ်ပြီးတာနဲ့ပြုံးလိုက်ပြီးတွေးလိုက်တဲ့စူကိုဝူမင်းကငါ့ကိုအမိတ်ကိုမနာခံပဲစက်တိုက်မှာကိုစိုးရိမ်နေလို့တမင်စာရေးပြီးတတိပေးတာပဲဘရင်အမိတ်ကိုဘယ်လိုလုပ်မနာခံပဲနေရမလဲ။ဟန်ရီကအမိတ်တော်နဲ့စာကိုစပွဲပေါ်တင်လိုက်ပြီးရေရွတ်လိုက်တဲ့စက်တိုက်မယ်ဆိုရင်တုံရီနိုင်ငံကိုဖျက်ဆီးပစ်နိုင်မှာမှန်ပေမဲ့တန်နိုင်ငံရဲ့ဆွမ်းအားတွေလည်းအများကြီးကျဆင်းသွားလိမ့်မယ်ငါတို့စစ်တပ်ကအပြင်မှာဒီလောက်ကြာနေရရင်အများကြီးပင်ပန်းကုန်မှာပေါ့အေဂရစ်ကပြည်သူတွေရဲ့ဒုက္ခကိုတွေးပြီးစစ်တပ်ကပြည်သူတွေကိုမပင်ပန်းစေချင်လို့တက်ဆုပ်ခိုင်းတာဖြစ်ရမယ်သူငါကိုပို့ပြီးလေးစားလာပြီးအေဂရစ်ကချက်ချင်းတက်ဆုပ်ခိုင်းတာအလွယ်တကူရနိုင်တဲ့အောင်ပွဲကိုတောင်ပြည်သူတွေကိုကယ်တင်ဖို့အတွက်ဆွတ်လွတ်လိုက်တာတကယ်ကိုကျင်နာတနာတဲ့အေဂရစ်ပါပဲလို့တွေးလိုက်တယ်ဟန်ရီကချန်အန်ချန်ဂန်ဘက်ကိုမျက်နှာမူပြီးလက်နဲ့ဆိုင်ဆိုင်အယိုသေးပေးလိုက်ပြီးအမိတ်တော်အတိုင်းပါပဲလို့អော်လိုက်တယ်။အဲ့ဒါနဲ့တက်သုံးတက်ကိုအမိတ်ပေးပြီးအမိတ်တိုင်းပြန်လဲဆုတ်ခွာခဲ့ကြတယ်။မကြခင်မှာပဲဟန်ယွန်ခမ်းမထဲမှာပေါ့ငါပါမှန်းမသိတဲ့မျက်နှာနဲ့ရာဇပလင်ပေါ်မှာထိုင်နေတဲ့ဝင်ကြီးချုပ်နဲ့အမတ်တွေကဘေးဘက်မှာနှစ်ဖက်ခွဲပြီးရက်နေကြပြီးအလဲမှာလမ်းကြောင်းတစ်ခုဖန်တီးပေးထားကြတယ်။ဟန်ယူဖြည်းဖြည်းချင်းခမ်းမထဲဝင်လာပြီးဒူးထောက်ကရောဝပြုတဲ့အောက်ခြေဝင်ကြီးဟန်ယူအေဂရစ်ကိုဖူးမြော်ပါတယ်။ဒေါသတွေနဲ့သွားတွေကိုကြိတ်ပြီးဟန်ရီကတကယ်ရည်ချင်းရှိတဲ့သူပါလားလို့ပြောလိုက်တယ်။စိတ်ထဲမှာတော့ဒီကောင်းကိုတိတ်တဆိတ်ချိန်ဆနေမိပြီးမင်းကိုစစ်ရှုံးစေချင်တာလေဒါပေမဲ့မင်းကတကယ်နိုင်လာတယ်ပေါ့။အခုတော့သူ့ရဲ့ဖနက်ကိုချုပ်ပြီးသူ့မျက်နှာပေါ်ပြစ်ပေါက်ချင်နေပြီ။ဘသူမှဘာမှဝင်မပြောရတော့ဘူးမဟုတ်လား။ဟန်ရီကငါသူ့ကိုချီးကျူးနေတယ်လို့ထင်သွားတယ်။သူအမြန်လက်နဲ့ဖက်ဆက်ပြီးအေဂရစ်ရဲ့စီမံခန့်ခွဲမှုအပေါ်မိကိုအားထားရတဲ့သူရဲ့ကောင်းတစ်ယောက်ဖြစ်ရတာကိုမဝင်ရဲပါဘူးလို့ပြောလိုက်တယ်။လက်ချင်းဆက်ပြီးအေဂရစ်ရဲ့အပြင်စင်ကိုမိခိုရတဲ့သူရဲ့ကောင်းတစ်ယောက်မဖြစ်ရဲပါဘူးလို့ပြောလိုက်တာပါ။ငါမျက်နှာကိုတင်းငိမ်အောင်တက်နိုင်သမျှစူးစမ်းထားလိုက်ပြီးတက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။စကားတွေအများကြီးထပ်ပြောနေခြင်းစိတ်မရှိတော့ဘဲလက်ကိုရမ်းပြလိုက်ပြီးဟန်ရီဟာယာဒူးတစ်တောင်းကိုကြောဖြတ်သွားပြီလို့ဆိုလိုက်တယ်။ယခုကစပြီးဟန်ရီကိုအရှိပိုင်းစစ်သူကြီးအဖြစ်အမည်ပေးလိုက်ပြီးဒုတိယအဆင့်အရာရှိယာဒူးကိုပေးအပ်လိုက်ကသူ့ရဲ့ကိုကဲမှုအောက်မှာတဆင့်တက်မြင့်ပေးလိုက်ပြီးကြန့်ရှိတဲ့ကိစ္စတွေကိုတော့ဝင်ကြီးချုပ်ကတာဝန်ယူဆောင်ရွက်လိမ့်မယ်လို့ဆိုတယ်။စစ်သူကြီးတန်းစစ်ဘရင်ရဲ့စုလက်ကတော့အမြဲတမ်းကောင်းဆောင်ပါပဲ။ဒါကိုမြင်တော့အရက်ရက်ကအမတ်တွေကတယောက်နဲ့တယောက်ကြည့်နေကြပြီးဘယ်သူမှစန့်ကျင်ဘက်အတိတ်ပဲကိုမထုတ်ဖော်ကြဘူး။ဟန်ရီရဲ့စမ်းဆောင်ချက်တွေနဲ့ဆိုရင်ဒုတိယအဆင့်စစ်သူကြီးဖြစ်ဖို့ကအလွန်တရာလုံလောက်နေပါပြီ။ဟန်ရီကလက်ကိုတစ်ခါပြန်ရှက်လိုက်ပြီးအမတ်ကြီးကအေဂရီရဲ့ကျေးဇူးတော်ကိုကျဲလောင်စွာကျေးဇူးတင်ရှိကြောင်းပြောကြားတယ်။ငါလည်းခေါင်းကိုနည်းနည်းညှိပြလိုက်ပြီးတခြားအထူးမရှိဘူးဆိုရင်တော့အမတ်တွေအားလုံးအနားယူကြပါတော့လို့ဆိုလိုက်တယ်။ဒါကမနက်ခင်းအစောပိုင်းအစည်းအဝေးမဟုတ်ပဲစစ်တပ်တန်းစားကြောင်းသာအမတ်တွေအားလုံးစုဝေးရောက်ရှိနေကြတာဖြစ်တယ်။ငါစကားဆုံးသွားတာနဲ့တပြိုင်နက်တည်းမှာပဲထွက်ပြီးထွက်ခွာတော့မလို့လှုပ်လိုက်တယ်။စူကိုဝူမင်ကရုတ်တရက်ထွက်လိုက်ပြီးအရှင်မင်းကြီးစစ်သူကြီးဟန်ကအရှိပိုင်းစစ်စင်ရေးမှာကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့ပါပြီးအေဂရီရဲ့အောင်ပွဲကိုပြသနိုင်ဖို့အတွက်အောင်ပွဲခံပွဲကျင်းပပေးတင်ပြီးစစ်တပ်၃ခုစလုံးကိုအမတ်တွေနဲ့အတူဧကန်တင်တယ်လို့ထင်မြင်ကြောင်းရှောက်တင်တယ်။ကျင်းဟီရဲ့အရှိပိုင်းစစ်စင်ရေးကဘေးဒုက္ခကြီးတစ်ခုဖြစ်နေတာလေ။အောင်ပွဲခံပွဲဟုတ်လားငါစိတ်ထဲမှာချိန်ဆလိုက်ပြီးနောက်လာမဲ့တိုင်းပြည်စွမ်းအားစစ်ဆေးမှုကဘလောက်အထိကြာဦးမယ်မှန်းငါမသိဘူး။အခုထိအောင်ပွဲခံနေတော့မယ်လားယုံချင်မှယုံတော့မင်းရဲ့အနက်ရောင်ပိတ်စာအုပ်ထုပ်ကိုငါပို့တိုက်ပြရမလား။ဒါပေမဲ့တစ်ဖက်ကပြန်စဉ်းစားကြည့်တော့အောင်ပွဲခံပါတီကိုခန်းခန်းနားနားလုပ်မယ်ဆိုရင်ဘန်နာတိုက်ကငွေစွမ်းအင်တွေအများကြီးကုန်ကျသွားမှာဖြစ်ပြီးငါတို့ရဲ့တိုင်းပြည်စွမ်းအားကိုအရန်ကြီးမလျှော့ချနိုင်ရင်တော့မှအနည်းငယ်တော့လျော့ကျသွားစေနိုင်မှာဖြစ်တယ်။ဒီလိုတွေးလိုက်မိတော့စူကိုဝူမင်းရဲ့မျက်လုံးတွေကိုပိုပြီးနူးညံ့တယ်လို့ထင်လာမိပြီးလှုပ်ဝက်ချက်ကတော့ငါ့ကိုနားလည်ပေးတဲ့ဒီလိုကောင်းတဲ့ရဲဘော်မျိုးပါပဲလို့တွေးမိတယ်။ငါလက်ကိုလွှဲရမ်းလိုက်ပြီးတိကျမှန်ကန်ပါတယ်လို့ပြောလိုက်တယ်။ဒီညမှာတော့လမ်းမကြီးလေးရာမှာအောင်ပွဲခံပွဲကျင်းပမယ်အရက်ရက်ကအမတ်တွေအားလုံးလည်းပါဝင်နိုင်ပါတယ်။မိသားစုတွေကိုပါခေါ်ဆောင်လာလို့ရပါတယ်။ဘန်နာတိုက်ကငွေတင်ကားတွေကိုရှော့ချတဲ့အပြင်စစ်တပ်၃ခုကိုစုလက်တွေပေးအပ်မှာဖြစ်တယ်။အမတ်တွေကအေဂရီရဲ့ကျေးဇူးကိုစောင့်ဆိုင်းနေကြတယ်။အမတ်တွေကကျေးဇူးတင်ဖို့အတွက်တဖန်ပြန်ပြီးတူထောက်ကြတယ်။လူတိုင်းအရန်ကိုပျော်ရွှင်နေကြတယ်။ဘရင်ဟောင်းကသူ့ရဲ့အုပ်ချုပ်မှုကာလမှာစိတ်နဲ့တက်သူတဦးဖြစ်ပြီးဂိုးလူဖျားเจ้าမှာဘယ်တော့မှအမတ်အုပ်စုကိုဧကန်ဘူးတာမရှိခဲ့ဘူး။ဒါကလည်းပလင်ပေါ်တက်လာပြီးကတည်းကငါရဲ့ပထမဆုံးအကြီးစားပွဲတော်ကြီးဖြစ်နေစေပါပဲ။လူတိုင်းကဂုံယူဝင့်ကြွားနေကြတယ်။ဒီရေကျသွားပြီးတဲ့နောက်မှာတော့စူကိုဝူမင်နဲ့ဟန်ယူတို့ဟာနန်းတော်ထဲကနေအတူတူလမ်းထွက်လာကြတယ်။စူကိုဝူမင်ကပြုံးပြီးဂုံယူကြောင်းပြောကြားရင်းနဲ့စစ်သူကြီးဟန်ကလူငယ်ဖြစ်ပါလျက်နဲ့ဒုတိယအဆင့်အရာရှိတစ်ယောက်ဖြစ်လာခဲ့ပြီးအနာဂတ်ကတော့အလွန်တရာကျေပြတ်ပါတယ်လို့ဆိုတယ်။ဟန်ယူကခေါင်းခါပြီးပြုံးလိုက်တဲ့ဝင်ကြီးချုပ်ကတော့နောက်ပြောင်နေတာပါပဲ။ဝင်ကြီးချုပ်နဲ့ရှင်လိုက်ရင်ကျွန်တော်မျိုးကတော့အများကြီးလိုသေးပါတယ်။စူကိုဝူမင်ကအနှဲငယ်ပြုံးလိုက်ပြီးမင်းရဲ့စိတ်ကငြိမ်သက်နေတယ်။ပြီးတော့စစ်သူကြီးတွေလည်းရှိနေတယ်။အချိန်ကြာလာတာနဲ့အမျှတန်စစ်တပ်ရဲ့ပထမဆုံးလူဖြစ်လာမှသိကြပါတယ်။
ဟန်ယူကတော့နောက်ထပ်နှိမ့်ချမနေတော့ပဲရိုးရိုးလေးပဲပြုံးလိုက်ပြီးသူ့မှာဒီလိုယုံကြည်မှုရှိပါတယ်သူ့ကိုအခြေချဖို့အတွက်အနှဲငယ်သောနှစ်အနှဲငယ်ကိုပေးလိုက်မယ်ဆိုရင်တန်နိုင်ငံရဲ့စီးရေးကိုအပြည့်အဝတာဝန်ယူနိုင်မှာသိချပါတယ်ဇူကောဝူမင်ကခိတရက်တန့်သွားပြီးလေတံမှာနောင်တရတဲ့အမူအရာနဲ့အတူဒီစစ်စင်ရေးသာစိတ်မကောင်းစရာတစ်ခုခုရှိခဲ့မယ်ဆိုရင်တန်နိုင်ငံရဲ့အနေအထားကိုသာနောက်တစ်ကြိမ်တိုင်းတာလို့ရမယ်ဆိုရင်သူတို့တွေဟာတုံရီနိုင်ငံကိုတစ်ချက်တည်းနဲ့သိမ်းပိုက်နိုင်မှာဖြစ်တယ်လို့ဆိုတယ်အရှိတ်ဘက်မှာတခြားနိုင်ငံတွေဘာတွေရှိသေးလဲဆိုတာကိုကြည့်ကြရအောင်ကိုရီးယားစကားပြောကစဉ်းစားနေပြီးတကယ်တော့ဒီတစ်ခါငါသိမ်းပိုက်ခဲ့တဲ့မြို့15မြို့ထဲမှာတစ်မြို့ကတခြားနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်ဇူကောဝူမင်ကသူ့ရဲ့မျက်ခုံးတွေကိုမြင့်တင်လိုက်ပြီးဘာလို့အေဂရစ်ကိုအတိမပေးရတာလဲလို့မေးတယ်ကိုရီးယားလူမျိုးကပြုံးစီစီနဲ့ငါကအေဂရစ်ရဲ့စိတ်ကိုမသိခဲ့ဘူးအလင်းစလိုမတင်ပြရဲတာနဲ့အေဂရစ်စီကိုအထိမ့်မက်စာတမ်းတစ်ခုရေးပို့ခဲ့ပါတယ်အေဂရစ်လည်းမကြခင်မှာမြင်တွေ့ရလိမ့်မယ်လို့ထင်ပါတယ်ဇူကောဝူမင်ကအနှဲငယ်ချွေးပြန်သွားပြီးအမူအရာကတီချီလာကအလွန်အကျွံတွေ့ဆုံမိတယ်လို့ဆိုတယ်ကန်ဆိုးမိုးမောင်ကြမှုကတော့ခံမှန်းလို့မရနိုင်ပါဘူးအဲ့ဒီနိုင်ငံအကြောင်းကိုငါတို့ဘာမှမသိကြပါဘူးအကယ်၍သာစစ်လိုလာတတ်မယ်ဆိုရင်စစ်တီတွေအလကားနေရင်ပေါက်ဖွာလာမှာပဲကိုရီးယားလှုပ်ရှားသူကအရာရာကိုလှုပ်ချင်ကိုင်းချင်စိတ်ပြင်းပြနေပြီးတစုံတဦးကိုစုံစမ်းစစ်ဆေးဖို့စေလွတ်လိုက်ကအဲ့ဒီအကြောင်းဘာမှမသိပဲမနေပါနဲ့လို့ဆိုတယ်ဇူကောဝူမင်ကနန်းတော်ဘက်ကိုလှမ်းကြည့်ပြီးဒီကိစ္စကိုအေဂရစ်ကပဲဆုံးဖြတ်ရလိမ့်မယ်လို့ပြောတယ်အရင်ဆုံးပြန်ပြီးအနားယူကြရအောင်ညကြရင်ညစာအတူစားကြမယ်ပြောပြီးတဲ့နောက်မှာတော့သူတို့နှစ်ဦးတိချစီထွက်ခွာသွားကြတယ်မကြခင်မှာပဲညရောက်လာပြီးဂွန်းလူဖျားကျောင်းထဲမှာမီးရောင်တွေထိန်ထိန်လင်းနေတယ်အရက်ရက်ကအမတ်တွေအားလုံးတယောက်ပြီးတယောက်ရောက်လာကြပြီးတချို့ကလှုပ်ဖို့ကင်ဘက်တွေကိုခေါ်လာကြတာတချို့ကမိသားစုဝင်တွေကိုခေါ်လာကြတဲ့အတွက်မူလကလူသူကင်းမဲ့နေတဲ့ဂွန်းလူဖျားကျောင်းဟာချက်ချင်းဆိုသလိုစီကားတိုင်းမြိုက်သွားတယ်အလင်းလမ်းမကိုအတွင်းနဲ့အပြင်ခမ်းမလေးခုအဖြစ်ခွဲခြားထားပြီးအတွင်းခမ်းမတွေကအမတ်တွေထိုင်ဖို့အတွက်ဖြစ်ကအပြင်ခမ်းမကတော့အစစ်နဲ့အရာရှိတွေအနားယူစရာနေရာတစ်ခုဖြစ်တယ်ဟန်ယူလည်းသူ့ရဲ့ဇနီးဆမ်မယန်နဲ့အတူရောက်လာခဲ့တယ်ဆမ်မယန်ကဒီလိုကြီးကျယ်ခမ်းနားတဲ့မျိုးကိုဘယ်တော့မှမမြင်ဘူးခဲ့ပါဘူးအရန်ကိုတင်းမာနေပြီးဟန်ယူရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားတယ်ဟန်ယူကတိုးထိန်ကိုမကြောက်ဖို့နူးနူးညံ့ညံ့နှစ်သိမ့်ပေးတယ်စစ်မြေပြင်ကိုဖျက်တမ်းလာခဲ့ရတဲ့အတွက်ဟန်ယူမှာသူ့ကိုယ်ပိုင်အထဆက်ဆောင်တဲ့လူသက်ရိပ်တွေရှိနေတယ်အရင်တုန်းကအဆောင်တွေရဲ့ကြောက်ရွံ့တတ်တဲ့သဘောတဘာဝကိုလုံးဝကျော်လွန်သွားခဲ့ပြီဖြစ်ပြီးဆောင်းမိုင်းကိုလည်းလုံခြုံမှုအပြည့်အဝပေးစွမ်းနိုင်ပါတယ်သူ့ဇနီးကိုအပြင်ခန်းမမှာထိုင်ခိုင်းခြင်းပေမဲ့ထိုင်ပြီးမကြခင်မှာပဲအပြင်ခန်းမကအရာရှိတွေတယောက်ပြီးတယောက်ထွားထွားကြိုင်ကြိုင်နဲ့ထွက်လိုက်ကြပြီးအတွင်ခန်းမစီကိုလိုက်ပါသွားကြတယ်စစ်သူကြီးဟန်ကဒီအောင်ပွဲခံပွဲရဲ့ပင်တိုင်ဆက်ဆောင်ဖြစ်နေတာကြောင့်လီရင်ကအတွင်ခန်းမထဲဝင်လာပြီးထိုင်ချလိုက်တယ်ဟန်ယူမှာရွေးစရာမရှိတော့ပဲဆန်မယန်ကိုအတွင်ခန်းမထဲခေါ်သွားပြီးနေရာယူလိုက်ရတယ်ခဏကြာတော့အပြင်ဘက်ကနေချွန်ထက်တဲ့အတန်တစ်ခုထွက်ပေါ်လာပြီးအေဂရစ်မင်းမြတ်ကြွရောက်လာပါပြီငါလည်းအတွင်ခန်းမထဲကိုခြေလမ်းကျဲကြီးတွေနဲ့ဝင်သွားလိုက်တယ်ဒါကိုမြင်တော့အမတ်တွေလည်း trap ပြီးအေဂရစ်ကိုဖူးမြော်ဖို့ဒူးထောက်လိုက်ကြတယ်ငါလည်းထိတ်ဆုံးနေရစီအမြန်လျှောက်သွားပြီးထိုင်ချလိုက်ကလက်ကိုရမ်းပြပြီးအမတ်မင်းတို့အခမ်းအနားကင်းဖို့ကြပါဒီနေ့ကအောင်ပွဲခံပွဲဖြစ်တဲ့အတွက်ရိုးရာစည်းကမ်းတွေနဲ့မနှောက်ယှက်ကြပါနဲ့လို့ဆိုလိုက်တယ်အမတ်တွေလည်း trap ပြီးထိုင်ချလိုက်ကြတယ်ငါလဲ trap ပြီးဖန်ခွက်ကိုမြောက်လိုက်ကမျက်နှာမှာအမူအရာမရှိဘဲနဲ့ဒီပွဲကစစ်သူကြီးဟန်အတွက်အောင်ပွဲခံဖို့တတ်မဟုတ်ပါဘူးအရှိပိုင်းစစ်စင်ရေးကာလအတွင်းထောက်ပံ့ပို့ဆောင်ရေးကိုစောင့်ရှောက်ပေးကြပြီးတရားရုံးစင်တော်ကိုတည်ငြိမ်အောင်ထိန်းသိမ်းပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ဆိုလိုက်တယ်အားလုံးပဲပင်ပန်းကြပါပြီဒါပေမဲ့ငါရဲ့စိတ်ထဲမှာတော့ငိုကြွေးနေမိတယ်ပင်ပန်းပါတယ်ဟုတ်လားမင်းတို့အရေးချင်းပိုရှိလေလေငါအတွက်ပြန်ရဖို့ပိုခက်လေလေပဲအမတ်တွေလည်းဖန်ခွက်တွေကိုတယောက်ပြီးတယောက်မြောက်လိုက်ကြပြီးအေဂရီရဲ့စိုးရိမ်ပူပန်မှုတွေကိုဝေမျှပေးဖို့ကသူတို့ရဲ့တာဝန်ဝတ္တရားဖြစ်ပါတယ်ဆိုပြီးကျဲလောင်စွာအော်ကြတယ်အေဂရီမင်းမြတ်တက်တော်ရကျော်ရှိပါစေတော်ပါစေငါလည်းဝိုင်ခွက်ထဲကဝိုင်ကိုတရှိန်ထိုးတောက်ချလိုက်ပြီးအားမလို့အားမရနဲ့ထိုင်ချလိုက်တယ်ဆန္ဒရှိသလိုတချင်းဆိုနိုင်ပါတယ်ပွဲစတင်ပြီးတဲ့နောက်မှာတော့အမတ်တွေကကိုရီးယားစကားပြောသူစီကိုဖန်ခွက်တွေတိုက်ကြတာတယောက်ပြီးတယောက်ပါပဲကိုရီးယားလူမျိုးကကြိုးဆိုပါတယ်မကြခင်မှာပဲသူ့ရဲ့မျက်နှာလေးမြည်ရဲလာတယ်ဒါပေမဲ့ငါကတော့ပင်မနေရာမှာထိုင်နေပြီးဘယ်သူမှတစ်ချိန်လုံးလာပြီးဝိုင်းမတိုက်ရကြပါဘူးလူတိုင်းကငါမျက်မှောင်ကျုံနေတာကိုမြင်ကြရပြီးငါရဲ့စိတ်နှလုံးကလေးလံနေတာကြောင့်ငါ့ကိုအနှောက်အယှက်ဖြစ်စေမှာကိုစိုးရိမ်ပြီးလူတိုင်းကနှလုံးသားတွေလေးလံနေကြတယ်ငါကရိုးရာစည်းကမ်းတွေကိုလိုက်နာစရာမလိုဘူးလို့ပြောထားရင်တောင်မှတရားရုံးတော်ကအမတ်တွေကဘရင်ကုံတိတ်ခါကိုလွယ်လွယ်ကူကူနဲ့မစော်ကားရဲကြပါဘူးဇူကောဝူမင်ကအောက်ဘက်မှာထိုင်ပြီးငါ့ကိုမော့ကြည့်နေတယ်အေဂရစ်ဘာကိုစိုးရိမ်နေတာလဲအောင်ပွဲခံပွဲတောင်မှမတက်မတာဖြစ်နေရတာအဲ့ဒီအစ်စ်တွေ့ရှိခဲ့တဲ့နိုင်ငံကြောင့်များလားဘရင်တစ်ပါးဖြစ်ရတာခက်ခဲလိုက်တာအသေးစိတ်ယုံဟွာတောင်မှကဘာကြီးရဲ့ဝင်ထုတ်ဝင်ပိုးကိုထမ်းရွက်ရအောင်မယ်တခါတလေကြရင်အေဂရစ်ကအမတ်တရစာတမ်းတွေကိုညက်နက်တကောင်အထိပြန်လဲသုံးသက်တဲ့အခါမျိုးမှာငါတို့တွေအားလုံးဒီမှာရှိနေကြတာပဲအေးလူလူအိတ်ဆက်ကြပါစေအေဂရစ်ကကဘာကြီးကိုစီစဉ်ကြံစည်နေချိန်မှာငါတို့တွေကပျော်ရွှင်နေကြရတယ်အေဂရစ်ကအရန်ကိုခက်ခဲပင်ပန်းနေရှာပါတယ်
သူ့ကိုပိုပြီးလေးစားလာမိပြီးငါရှိကတကယ်အရသာရှိတဲ့အစားအစာတွေတောင်မှအရသာမရှိတော့သလိုခံစားရတယ်။နောင်လာမယ့်အနာဂတ်မှာပိုပြီးစိတ်ရင်းမှန်တဲ့ကူညီပေးဖို့အတွက်တိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်တယ်။ပြီးတော့ငါကတော့ပင်မနေရာမှာထိုင်နေပြီးငါရဲ့စိတ်ထဲမှာရှုံးနိမ့်မှုတွေနဲ့ပြည့်နှက်နေတယ်။စိတ်ထဲမှာအော်ဟစ်နေမိတယ်ဟန်ရီဒီကောင်ဒီလိုကြီးမားတဲ့အောင်ပွဲကြီးကိုရပြီးတဲ့နောက်မှာတော့နောက်လာမယ့်တိုင်းပြည်စွမ်းအားစစ်ဆေးမှုကလေတိုင်းလုံးလိုပဲတက်လာတော့မှတေးချတယ်။ငါအသက်က2 တောင်နှိစက်နေပြီ။ဒီအတိုင်းသာဆက်သွားမယ်ဆိုရင်ငါတကယ်ပဲထာဝရအသက်ရှင်ချင်နေပြီလား။ငါကတိုင်းပြည်ကိုအရှုံးနိမ့်စေဖို့အတွက်လုံနိုင်သမျှအားလုံးကိုရှင်းရှင်းလင်းလင်းလုပ်ခဲ့တာပါ။ဘန်နာတိုက်ကိုဖြုံးတီးခဲ့တဲ့လူရုပ်မာတွေကိုပြန်သုံးခဲ့တဲ့အမတ်ကောင်းတွေကိုနှင်ထုတ်ခဲ့တဲ့စစ်တပ်တွေကိုစိတ်ကြိုက်လုပ်ပေးခဲ့တယ်။ဘာတွေမှားနေလို့လဲ။ငါကအပြာရောင်ကျစင်စီပြန်သွားပြီးချမ်းသာတဲ့ဒုတိယမျိုးဆက်ဖြစ်ချင်ရုံလေးပါအရေးပါတဲ့အမတ်တွေသာမရှိဘူးဆိုရင်ငါရှိကစပွဲခုံကိုဆွဲပြစ်ပစ်ချင်နေပြီးပါတီပွဲကြီးကလည်းညံ့တဲ့အထိဆက်ဖြစ်နေခဲ့တယ်အရေးပါတဲ့အမတ်တွေလည်းတယောက်ပြီးတယောက်ထွက်သွားကြတယ်ငါလည်းဂုံးလူဖျားကြောင်းကနေထွက်လာခဲ့တယ်အိတ်ဆောင်ခမ်းမစီပြန်သွားမဲ့စာတိုင်းချီခမ်းမထေချိုင်ဟောစီကိုသွားလိုက်တယ်ငါစိတ်ထဲမှာတွေးလိုက်တယ်ငါရဲ့အကြံစီတွေကဒီတစ်ချိန်မှာအမြဲတမ်းမှားယွင်းနေခဲ့တာပဲကစားသမားတွေကိုငါလစ်လူမရှုသင့်ခဲ့ဘူးဒီကစားသမားတွေထဲမှာကဘာတဝန်းကပြည်သူအရေးနဲ့အစိုးရအရေးတွေပါဝင်နေတယ်။နေရာအနှံ့မှာဘေးအန္တရာယ်တွေကိုရှာတွေ့နိုင်ပြီးအဲ့ဒီအခွင့်အရေးကိုယူပြီးဖြုတ်ချနိုင်မယ်ဆိုရင်တိုင်းပြည်စွမ်းအားတွေရောကျသွားနိုင်မလားပဲ။ငါကစပွဲခုံမှာထိုင်လိုက်ပြီးဖျောင်းတိုင်မီအောင်အောက်မှာအမတ်တရစာတန်းကိုငေးကြည့်နေမိတယ်။အယမ်းမကြားလိုက်ပါဘူး။အပြင်ဘက်ကနေကျူးလွန်သူစုရဲ့အတန်ကိုကြားလိုက်ရတယ်။အေဂရစ်မင်းမြတ်အဖိုးကိုကျွန်တော်မျိုးကတွေ့ဆုံခွင့်တောင်းခံပါတယ်။ငါမောမကြည့်ဘူး။ဝင်ခဲ့ပါလို့အတန်းအပ်နဲ့ပြောလိုက်တယ်။ကျူးလွန်သူစုကကျင်းစင်းစုပ်ပြုတ်တစ်ခွက်ကိုကင်ပြီးဝင်လာခဲ့တယ်။နူးနူးညံ့ညံ့နဲ့အေဂရစ်မင်းမြတ်မိဖုရားကြီးကတင်ဟာညံ့တဲ့တက်ကောင်အထိအမတ်တရဇာတန်းတွေကိုပြန်လည်သုံးသပ်နေစေဖြစ်ကြောင်းကြားသိရပါတယ်လို့ဆိုတယ်။အထူးလူကကျင်းစင်းစုပ်ပြုတ်ကိုချက်ပြုတ်ပြီးပို့ပေးခဲ့တာပါ။အဖိုးအိုကျွန်တော်မျိုးကအစိတ်မရှိအောင်စူးစမ်းစစ်ဆေးပြီးသားပါ။အပူချိန်ကလည်းအသင့်တန်းပါပဲ။ငါရဲ့မျက်ခုံးတွေကိုနည်းနည်းလေးမြင့်တင်လိုက်မိတယ်မိဖုရားကြီးကတကယ်ပဲငါ့ကိုဂရုစိုက်ပေးတာလား။ငါအများကြီးမတွေးတော့ပါဘူး။အမတ်တရစာတန်းကိုချလိုက်ပြီးကျင်းစင်းစုပ်ပြုတ်ကိုကောက်ကိုင်လိုက်ကဖြည်းဖြည်းချင်းတောက်ဆပြူတယ်။ကျူးလွန်သူစုကဘေးနားမှာလက်ပိုက်ပြီးရက်နေတယ်။ဘာမှအများကြီးမပြောရဲပါဘူး။ကျင်းစင်းစုပ်ပြုတ်တောက်ပြီးသွားတဲ့အခါကျူးလွန်သူစုကိုလှမ်းကြည့်လိုက်ပြီးငါရဲ့ရင်ထဲမှာလှုပ်ရှားသွားကကျူးလွန်သူစုကိုမေးလိုက်တယ်။မင်းကိုမေးခွန်းတစ်ခုမေးမယ်။ဆက်ပြီးဖြေပေးမှာလား။ကျူးလွန်သူစုတကိုယ်လုံးတုံရီသွားပြီးအမြန်ပဲအေဂရစ်မင်းမြတ်အဖိုးကိုကျွန်တော်မျိုးကိုအရာရာတိုင်းအတွက်စိတ်ကြိုက်မိနိုင်ပါတယ်လို့ဆိုလိုက်တယ်။အကုန်လုံးကိုပြောပြလို့ရပါတယ်။အမတ်တရစာတန်းတစ်ဆောင်ကိုကောက်ကင်လိုက်တယ်။ဘလို့ဘရင်မျိုးကမှတိုင်းပြည်ရဲ့ဘရင်လို့ယူဆနိုင်မှလဲလို့နှေးကွေးစွာနဲ့မေးလိုက်တယ်။ကျူးလွန်သူစုကခဏလောက်တေချာစဉ်းစားလိုက်တယ်။အေဂရစ်မင်းမြတ်လို့ပြန်ဖြေတယ်။အဖိုးအိုကျွန်တော်မျိုးကတော့တိုင်းပြည်ရဲ့ဘရင်ဆိုတာချင်းမင်းဆက်ရဲ့မုံမြတ်တဲ့လူတစ်ယောက်ထက်ဘာမှမပိုပါဘူးအခြေအနေကိုလည်းမသိပါဘူးလို့ခံစားရပါတယ်။ရှုပ်ထွေးတဲ့နိုင်ငံကနောက်ဆုံးမှာတော့နိုင်ငံတစ်ခုလုံးရှုံးနိမ့်ခဲ့ရတာပါပဲ။ပြီးတော့ငါစိတ်ကျသွားတယ်။ငါစိတ်ထဲမှာတွေးလိုက်တယ်အဲ့ဒါငါမဟုတ်ဘူးလား။ငါနိုင်ငံကိုဘာလို့ကိုးကွယ်လို့မရတာလဲ။ဒါဘလို့ဘရင်မျိုးလဲလို့ထပ်မေးလိုက်တယ်။ကျူးလွန်သူစုကငါ့ကိုမောကြည့်လိုက်တယ်။အေဂရစ်ကနိုင်ငံရဲ့အုပ်စိုးရှင်ဖြစ်တဲ့မြေယာတွေကိုဖော်ထုတ်ပေးတဲ့ပညာရှိဖြစ်တဲ့အောင်မြင်မှုတွေကတိုင်စုအေဂရစ်နဲ့နှိုင်းယှဉ်လို့ရပါတယ်လို့အမြန်ပြောလိုက်တယ်။ဒါပေမဲ့အေဂရစ်ရဲ့ပုံစံကတော့နန်းတော်ထဲကလေထန်တဲ့မိမရှာလေးထက်အများကြီးပိုဆိုးနေပါတယ်။ပြီးတော့ငါမှအသက်ရှူလို့မဝတော့ဘူး။ဒီကျူးလွန်သူစုကိုစိတ်ထဲမှာတိတ်တဆိတ်ချိန်ဆလိုက်မိတယ်သူဘလို့လုပ်ပြီးဒီအထိအရှင်လက်လက်ရှင်တန်နေနိုင်တာလဲ။ငါ့ကိုအလှမကြိုက်ဘူးလို့ဘယ်နှခါတတဆပြောဖူးတာလဲ။သူ့ကိုအေးဆက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေမိပြီးသွားရီကြိတ်ကကျူးလွန်သူစုကိုပြောလိုက်တယ်။ငါသားကမထက်တော့ဘူးလား။ကျူးလွန်သူစုကရှုပ်ထွေးနေတဲ့အမူအရာနဲ့အေဂရစ်မင်းမြတ်ဘရင်သားဆိုတာဘရင်ဟောင်းပေးသက်ခဲ့တဲ့ဒါမဟုတ်ဘူးလားလို့ဆိုတယ်။အဲ့ဒါကိုလွန်ခဲ့တဲ့အချိန်တွေကလွှင့်ပစ်လိုက်တာမဟုတ်ဘူးလား။အဖိုးအိုကျွန်တော်မျိုးကလေအဲ့ဒီဓာတ်နဲ့ဘဲတွေကိုတက်ခဲ့တုန်းကအကြောင်းကိုအခုထိမှတ်မိနေတော့မှာပဲ။အကြာကြီးခုတ်ပြီးတာတော့ဘဲကမသေးခဲ့ဘူး။ဘဲကအခုထိအော်မီနေတော့ပဲမင်းကိုလှောင်ပြောင်နေတယ်လို့မျိုးပေါ့။ဒေါသထွက်လွန်လို့ဓာတ်ကိုလွှင့်ပစ်လိုက်တဲ့အဲ့ဒီအချိန်ကမြင်ကွင်းကိုပြန်ပြောင်းတတိယနေမိတယ်ငါရဲ့မှောင်မိုက်နေတဲ့မျက်နှာတွင်ပြင်ကိုလုံးဝတတိမထားမိပဲပေါ့ငါရဲ့မှောင်မိုက်ပြီးယေဆူနေတဲ့မျက်နှာကိုလုံးဝအလေးမထားပဲနဲ့ပေါ့ဒေါသတွေကိုမျိုးတိတ်လိုက်ပြီးသူ့ကိုစိုက်ကြည့်ကအဖေကြီးကိုပြောလိုက်တယ်မင်းရဲ့ဘဲကအတုနဲ့တော်တော်တူတာပဲပြီးတော့လက်ကိုရမ်းပြလိုက်ပြီးထရက်ကအပြင်ကိုထွက်သွားခဲ့လိုက်တယ်အတန်ကအမိန့်ကိုပြန့်နှံ့စေပြီးနန်းတော်ထဲကဆက်အမိအလုံးကိုယခုမှစပြီးဖျက်သိမ်းလိုက်တယ်ကျူးလွန်သူစုကိုနေ့စဉ်ဆက်အမိအနေနဲ့ဘဲအော်တန်ကိုအသုံးပြုခိုင်းလိုက်ပြီးလူတိုင်းရဲ့နေ့စဉ်ဘဝကိုထိခိုက်စေမယ်ဆိုရင်အရာရာတိုင်းအတွက်ကျူးလွန်သူစုကပဲတာဝန်ယူရမယ်လို့ဆိုတယ်။ဒါကအရှုပ်ထွေးတွေထပ်တိုးစေနိုင်တယ်လို့ငါမယုံဘူး။မကြခင်မှာပဲတိုင်းပြည်စွမ်းအားအခြေချတဲ့နေ့ရောက်လာခဲ့တယ်။
ငါမျှော်လင့်ထားတဲ့အတိုင်းပါပဲတိုင်းပြည်စွမ်းအားကတစ်ခါပြန်တက်လာခဲ့ပြီးကျဲတစင်းသို့မဟုတ်နှစ်စင်းလည်းမဟုတ်ပဲဓာတ်ရိုက်ကိုပွိုင်း200ကျော်အထိရုတ်တရက်မြင့်တက်သွားခဲ့တယ်။ငါရှိမှရှိတဲ့စနစ်ပေါင်းကိုမေးကြည့်ရင်ငိုရမလားရေရမလားမသိတော့ဘူး။တန်အင်ပါယာရဲ့လက်ရှိတိုင်းပြည်စွမ်းအားက1480ရှိကြောင်းစနစ်သတိပေးတံကတဖန်ထွက်ပေါ်လာခဲ့တယ်။အင်ရှင်ကိုအသက်200စုချီးမြှင့်လိုက်ပါတယ်။လက်ရှိအင်ရှင်မှာအသက်222နှစ်ရှိနေပါပြီ။တိုင်းပြည်စွမ်းအားတိုးတက်လာရတဲ့တိကျတဲ့အရင်းမြစ်ကိုကိုယ်တိုင်စစ်ဆေးပေးကြပါ222နှစ်ဟုတ်လားငါစိတ်ထဲမှာညီးတွားလိုက်မိတယ်ဒါကငါ့ကိုအသက်ရှင်ခိုင်းနေတာလားဘလူးကြီးဖြစ်သွားခြင်းလို့လားကြည်ရှိခွင့်ရဲ့ရှည်လျားတဲ့အသက်ရှင်မှုမျိုးကိုငါတကယ်ရှောင်လွှဲလို့မရဘူးလားငါကအပြာရောင်ကျစင်စီပြန်သွားပြီးချမ်းသာတဲ့ဒုတိယမျိုးဆက်ဖြစ်ခြင်းရုံလေးပါတုံညီနေတဲ့လက်တွေနဲ့တိုင်းပြည်ထောင်မှုစွမ်းအားတိုးတက်လာရခြင်းရဲ့တိကျတဲ့အသေးစိတ်အချက်လက်တွေကိုစတင်ညွှန်ပြလိုက်တယ်ငါကြည့်လေပို့ပြီးပြိုလဲလေပါပဲဤပညာတွေကတဖန်ပြန်ရောက်လာပြီးပြည်သူအရေးအမျိုးသားကာကွယ်ရေးတန်တမန်ရေးရာတွေကအဖက်ဖက်ကနေတိုးတက်လာခဲ့ပြီးပတ်ဝန်းကျင်နိုင်ငံတွေရဲ့တုံ့လောက်ချမှုတွေအထိပါထည့်သွင်းတွက်ချက်ထားကြတယ်။တန်နိုင်ငံကိုဖန်တီးဖို့အတွက်ငါဘာတွေလုပ်ရအောင်မလဲ။